ဒီနှစ်မှာပြန်လဲစုံစည်းခွင့်ရတယ်မိဟောင်းဆွေဟောင်းမိသားစုဟောင်းများနဲ့တွေ့ရလို့မိတ်ဆွေသစ်ပေါ့နော်မျက်နှာသစ်ညီကိုမောင်မများလည်းတွေ့တဲ့အခါမှာဘုရားရဲ့ပြင်ဆင်ပေးခြင်းအတွက်အထူးပဲဂျေဇုတော်ကိုချီးမွမ်းတာဖြစ်ပါတယ်ဘုရားပို့ဆောင်မှုကြောင့်သာကျွန်တော်ဒီနေ့ရောက်လာခြင်းဖြစ်လို့ဒီနေ့ဒီမှာရှိတဲ့အချိန်တိုင်းဟာဘုရားရဲ့အကြံစီလိုရဲမှာဒီမှာရှိတဲ့ညီကိုမောင်အရောက်ရှိတိုင်းအတွက်ဘုရားသခင်ကြားသိစီလိုသောနှုတ်ဘတ်တော်ကိုခံယူဖို့အတွက်ဖြစ်ပါတယ်เนาะအဲ့တော့ဒါကြောင့်မို့ဆိုတော့ကျွန်တော်ဒီနေ့ဝန်ခံတဲ့အတိုင်းနားကိုပိတ်ပေါဖွင့်အောင်နားမပိတ်တော့နားဖွင့်နားကိုပိတ်နားကိုဆွင့်ပေါပိတ်အောင်လေနှလုံးသားကိုဖွင့်ရှက်ထောင်းလို့မျက်လုံးမပေါအဲ့ဒီမှာနော်စတိမျက်လုံးကလောကအရာခဏခဏကြည့်တော့ဆိုတော့လောကနဲ့ပတ်သက်တဲ့အရာဆိုသူပါရှက်ထောင်းဖြစ်သွားမှာဆိုလို့နော်ဆိုတော့ဖခင်ကောင်းမြတ်တယ်နော်ဒီနေ့ရောက်လာတဲ့ခါမှာအားလုံးလဲကြိုးဆိုကြတယ်နော်ဒီနေ့ကျွန်တော်တို့ဒီမှာခန္ဓာမှုပေါ့နော်ကိုကြော်လဲတွေ့တဲ့ခါမှာကျွန်တော်တို့တောက်နေတယ်လို့ပဲသူဒီတစ်ခေါက်စပင်းအရှိထားရတယ်တဲ့ဆိုတော့ဆိုတော့ကျွန်တော်စနေတယ်လို့ပဲပေါ့နော်ဆိုတော့နော်ငါမှရှိတယ်နင်မှမရှိဘူးနောက်နေ့စပင်းညကျွန်တော်မလာတော့ရကြတော့ဆိုတော့နော်ဆိုဝန်တာတယ်ဒီနေ့မှလည်းကျွန်တော်ဒီနေ့ပြန်လဲတွေ့ခွင့်ရတယ်အထူးပဲချီးမွမ်းပါတယ်လို့ကျွန်တော်ဒီနေ့ဒီနှစ်တစ်ခုနော်ပြည့်ရမှာလဲလာနိုင်သူများလာရောက်ပါဝင်ကြဖို့အတွက်လည်းအထူးပဲဖိတ်ခေါ်လို့ဒီနေ့နေ့လည်းကင်းနော်ဒီနေ့စောစောကနော်ကိုအောင်ခင်တို့နော်ဒီနေ့မိသားစုကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်ပြည့်ရခါမှာကျွန်တော်နော်နှုတ်ဘက်တော့လဲဆက်လက်သွားဖို့အတွက်ဖြစ်တဲ့ကိုအောင်ခင်နဲ့ဆိုတော့ကျွန်တော်လာကြိုပေးတဲ့ကျေးဇူးတင်တဲ့သူတို့ရဲ့နော်ဒီ Thanksgiving မှာလဲပါဝင်ခွင့်ရတယ်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ဆိုတော့ဒီနေ့မနက်ခင်းမော်နေ့လေခင်းလေးပေါ့နော်ကျွန်တော်တို့ကနှုတ်ဘက်တော်ဆင်ခြင်စေခြင်းနဲ့အထူးသဖြင့်ကျွန်တော်နှစ်သစ်ပေါ့နော်2025 January လ26ရက်နေ့ရောက်လာပြီဒီနေ့အဖြစ်ဆိုရင်နှစ်သစ်တော့လာသစ်တောင်မကုန်သေးပါဘူးဒါပေမဲ့နှစ်သစ်ကိုကျွန်တော်ဒီနေ့အစပြုခဲ့တာဖြစ်တယ်အဲ့တော့ဘဝသက်တာထဲမှာဘလို့ပဲဖြစ်ဖြစ်ဒေသနာကျမ်းမှာလည်းပြောလို့အဆုံးသက်ရှိတယ်အစပြန်စတာဖြစ်တယ်အဲ့တော့အဆုံးနဲ့အစဆိုတာအမြဲတမ်းဒွန်တွဲနေအရာဖြစ်တယ်နေ့ရက်တစ်ခုကုန်ဆုံးသွားပြီးရင်နောက်နေ့မနက်မှာနေ့သစ်ဆိုတော့အရာကစတာဖြစ်တယ်အလုပ်တစ်ခုပြီးသွားပြီဆိုရင်နောက်တဲ့အလုပ်အသစ်တစ်ခုကစတာဖြစ်တယ်ဒီလိုပဲဘဝမှာအဆုံးသက်ဆိုတဲ့အရာရှိတယ်အသစ်စတယ်ဆိုတဲ့အရာရှိတယ်ဒါပေမဲ့တစ်ခါတည်းမှာကျွန်တော်ရဲ့အသစ်စခြင်းကဘယ်ပုံမှာသွားပြီးတော့အခြေပြုထားလဲဆိုရင်ဘလို့အဆုံးသက်သွားသလဲဆိုတဲ့အရာကိုကြည့်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်တတ်တာဖြစ်တယ်။ရိုးလေးပြောရင်အဆုံးသက်ကမလှပရင်အဆုံးသက်ကမကောင်းရင်ပြန်တဲ့အစပြုခြင်းကိုကျွန်တော်တို့ကအဲ့ဒီပုံစံအတိုင်းပဲစခြင်းတယ်။2024မှာကျွန်တော်ရဲ့ပြဿနာတွေအခက်အခဲတွေအဆင်မပြေမှုတွေရှိတဲ့အခါမှာအဲ့ဒီအရာအလုံးက2025မှာလည်းပြီးတော့မပြီးသွားပါဘူးပါလာတဲ့အရာတွေလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေနဲ့ကျွန်တော်ဒီ2025ကိုအစပြုမလားဘဝအသက်တာကိုအစပြုမလားဆိုတာကိုဒီနေ့နေ့လည်ခင်းမှာအတူတူကဆင်ခြင်မှာဖြစ်တယ်။တခါတည်းမှာကျွန်တော်ဘလောက်ပဲအစဉ်ပြေအောင်နေဘလောက်ပဲစူးစမ်းတချို့အလုပ်တွေကအဆုံးသက်မလှပါဘူး။အဲ့တော့အဆုံးသက်မလှတဲ့အလုပ်ထဲမှာကျွန်တော်ကအဆုံးသက်ပြီးတဲ့အခါမှာနောက်ထပ်အလုပ်တစ်ခုနောက်ထပ် chapter တစ်ခုကျွန်တော်ဒီနေ့အစပြုတဲ့အခါမှာအဲ့ဒီအရာတွေနဲ့ကျွန်တော်ကအစပြုတတ်တယ်။တခါတည်းမှာ relationship တွေရှိပါတယ်ဘလောက်ပဲစူးစမ်းခုကြောင့်ကျွန်တော်ပြန်လဲပြီးအသစ်စမဲ့ခါမှာအဲ့ဒီအရာတွေကကျွန်တော်တို့ထဲမှာပြန်ပြီးတော့ပါလာတတ်တယ်။အဲ့ဒီဒဏ်ရာတွေကပါလာတတ်တယ်။ relationship လို့ပြောတဲ့ခါမှာဒီနေ့အမျိုးသားအမျိုးသမီးရဲ့နှစ်ယောက်ရဲ့မိသားစုဒီနေ့ချစ်ချင်းမြတ်တာတခုတည်းမကပဲတခါတည်းကျွန်တော်ဘောမှာမိသားစုရေးရာညီကိုမောင်မတငယ်ချင်းမိတ်ဆွေအသင်းတော်နဲ့ပတ်သက်တဲ့ relationship ပေါင်းများစွာရှိတာဖြစ်တယ်။အဲ့တော့ဘယ်သူမှတော့အဆုံးသက်ကိုတော့ဒီလိုကြီးတော့ဆုံးကျင်တာတော့ဘယ်သူမှမရှိပါဘူး။ဒါပေမဲ့ဘဝဆိုတဲ့အရာကကျွန်တော်မျှော်လင့်ထားလို့မဖြစ်လာဘူး။ဘယ်လောက်စူးစမ်းလဲနော်ဒီနေ့စူးစမ်းတဲ့အတိုင်းလည်းမဖြစ်တော့တခါတည်းမှဘလောက်ဆူတောင်းထားလဲဆူတောင်းတဲ့အတိုင်းမဖြစ်လာတဲ့အရာများစွာလည်းရှိတာဖြစ်တယ်။ဒါပေမဲ့ဒီအရာတော့တခါတည်းဖခင်ရဲ့အကျဉ်းစုကျွန်တော်နားမလည်နိုင်တဲ့အတွက်ဆူတောင်းချက်တွေကတောင်းတဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်။ဒါပေမဲ့ကျွန်တော်ဘလို့အစပြုတယ်လဲဆိုတာလေးကိုဒီတော့ဆင်ခြင်မှဖြစ်တယ်။ရှင်းစွာနော်ဒီနေ့အစလည်းဖြစ်တဲ့အတွက်ဝေးလည်လည်းမလှန်ရအောင်ပေါ့နော်။ကဘာဦးကျန်းအခန်းကြီး1ကိုကျွန်တော်သွားချင်တာဖြစ်တယ်နော်။ဆိုတော့ home seller နော်ကျန်းစာလို့ရွတ်သွားတယ်နော်ဒီနေ့ဆိုတော့နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့ကဲနော်ကပောက်ချမ်းမွိုင်းမလဲကပောက်ချမ်းခိုင်းတစ်နော်အငယ်တစ်ကိုကျေးဇူးပြုကျွန်တော်ကလိုက်ဆိုပေးစီလိုပါတယ်အစဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းသဏ္ဍာန်မရှိလွတ်လပ်လဟာဖြစ်၏နတ်နေရအရက်ကိုမောင်မိုက်ဖုံးလွှမ်း၍ဘုရားသခင်ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏ဒါဆိုအဲ့ဒီအစာပြုမဲ့မြေကြီးကတဲ့အစင်းသဏ္ဍာန်မရှိဘူးတဲ့လွတ်လပ်လဟာတဲ့မောင်မိုက်ဖုံးလွှမ်းတယ်ဆိုတော့ဘာရှိလဲလို့မင်းဘာမရှိဘူးအလင်းမရှိဘူးမှောင်မိုက်ပြီးတော့
နေခြင်းစပွဲဘာမှမျက်စိသရာရမပြည့်စုံပြီးတော့ဘာမှမရှိတဲ့နေရာတစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေရာကိုဘာကရောက်လာလဲဆိုရင်ဖျားစကားရောက်လာတာဖြစ်တယ်ဘုရားသခင်ကအလင်းဖြစ်စေလို့ပြောတဲ့အခါမှာအဲ့ဒီနေရာမှာအလင်းဖြစ်လာတယ်ဘုရားသခင်ကအပင်ဖြစ်စေလို့ပြောတဲ့အခါမှာအဲ့ဒီနေရာမှာအပင်ဖြစ်လာတယ်တနည်းအားဖြင့်ဘာမှမရှိတဲ့အစင်းသဏ္ဍာန်မရှိတဲ့လွတ်လပ်ဟာမှောင်မိုက်ဖြစ်နေတဲ့ဒီအဆုံးသက်ကြီးပေါ်မှာဘုရားစကားရောက်လာတဲ့အခါမှာအင်မတန်မှနေခြင်းစပွဲကောင်းတဲ့အေဒင်ဆိုတာဖြစ်လာတာဖြစ်တယ်ဟာလေလုယာအေဒင်မှာနေခြင်းလားလို့မြင်လူတိုင်းအေဒင်မှာနေခြင်းတယ်အေဒင်ဆွဲနာမည်လေးကလှတာဟုတ်နော်ဒီနေ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့မြန်မာပြည်မှာဆိုရင်တော့မှနော်စိုင်းနာမည်အေဒင်စားတော့ဆိုင်အေဒင် beauty parlor နော်အေဒင်စပင်ချက်ဘာညာပေါ့နော်ဒီနေ့အေဒင်ဆွဲနာမည်ကလှတယ်ယုံကြည်သူတွေမကုန်မယုံကြည်သူတွေပါအေဒင်ဆွဲနာမည်ကနော်မြန်မာရုပ်ရှင်ကားတော်ရှိတယ်အေဒင်တွေကချစ်တယ်ဘာညာပေါ့နော်ကျွန်တော်ဒီနေ့နော်အေဒင်ဆိုတာကြည့်လိုက်တာနဲ့ตาရပြီးတော့နေစရာကောင်းတဲ့နေရာတစ်ခုလို့လူကသတ်မှတ်တယ်ဟဲ့ဒါမှနင်တို့နေရာလေးကလည်းအေဒင်လေးလိုပဲဟဲ့နင်တို့အိမ်လေးကလည်းအေဒင်လေးလိုပဲနင်တို့ဖျားချောင်းလေးကလည်းအေဒင်လေးလိုပဲလို့တင်စားပြောဆိုခြင်းသည်အင်မတန်မှနေခြင်းစပွဲကောင်းသောနေရာကိုညွှန်ပြခြင်းဖြစ်တယ်ဒါပေမဲ့သိရမှာကအဲ့လိုမျိုးနေစရာကောင်းတဲ့နေခြင်းစရာကောင်းတဲ့ပြည့်စုံတဲ့အေဒင်ဟာအဆုံးသတ်မှာလွတ်လပ်ဟာမှောင်မိုက်ဖုံးလွှမ်းပြီးတော့အစင်းသဏ္ဍာန်မရှိတဲ့နေရာတစ်ခုဖြစ်တယ်ဒါဆိုအဲ့ဒီနေရာကိုဘာရောက်လာတာလဲဆိုရင်ဘုရားစကားရောက်လာတာဘုရားစကားရောက်လာတာထက်ပိုပြီးတိတိကျပြောရင်ဘုရားပြောတဲ့အတိုင်းဖြစ်လာတာဘုရားကအလင်းဖြစ်စေလို့ပြောလိုက်တဲ့အချိန်မှာဘာဖြစ်လာလဲအလင်းဖြစ်လာတယ်အပင်ဖြစ်စေလို့ပြောတဲ့အချိန်မှာအပင်ဖြစ်လာတယ်ဒီသတ္တဝါဖြစ်စေလို့ပြောတဲ့အခါမှာအဲ့ဒီသတ္တဝါဖြစ်လာတယ်တနည်းအားဖြင့်ဘုရားစကားရိုးရိုးရောက်ပြီးဝန်ခံခြင်းညာရုံမဟုတ်ဘူးပြောတဲ့အတိုင်းဖြစ်လာတာဒါဆိုရင်အစင်းသဏ္ဍာန်ရှိလွတ်လပ်လာဖြစ်နေတဲ့ဒီအဆုံးသက်ပေါ်မှာဘုရားပြောတဲ့အရာဖြစ်လာဖို့အတွက်အရေးကြီးတာဖြစ်တယ်ဒါဆိုချစ်တော်ညီကိုမမကျွန်တော်ရဲ့အဆုံးသက်ဟာအေဒင်ရဲ့အတိတ်လိုဖြစ်ကောင်းဖြစ်နိုင်မှာအစင်းသဏ္ဍာန်မရှိဆိုတော့ဘာမှရေရာမမြင်ရတဲ့အနေအထားမျိုးဖြစ်နေလွတ်လပ်လာဘာမှမရှိဘူးအဲ့တော့ကျွန်တော်ရဲ့အနာဂတ်ကိုကြည့်မလားကျွန်တော်ကနေနှစ်သာကုန်းသွားပြီးကျွန်တော်ဒီမှာအခုအလုပ်ကိုင်လုပ်ကြတယ်နော်ဒီနေ့ကျွန်တော်ရဲ့အရှိအနာဂတ်ဒီ2025ปีငါဘာလုပ်မလဲရှေ့ဆက်အနာဂတ်ကိုကြည့်လေတခါတည်းမှာလွတ်လပ်လာလို့ပဲဘယ်အရာကိုမှကင်ဆွဲလို့မရတဲ့အခြေအနေမျိုးရှိတယ်မသေးချာမရေရတဲ့ဘဝအခြေအနေမျိုးပေါ့ဒါပြတ်တန်းကြပါလူတိုင်းမှာဒါအပြင်မောင်မိုက်ဖုံးလွှမ်းနေဘာမှမမြင်နိုင်တဲ့အနေအမျိုးဖြစ်တယ်တကယ်ချင်းမင်း2025အတွက်ဘာချန်စီရှိလဲမင်းချစ်တော်ညီပေါ်ကျွန်တော်တခါမှမဖြေနိုင်ဘူး2025မပြောနဲ့ဒီ January လကုန်သွားရင်တော့ဘာလို့မလဲမသိလို့အများကြီးရှိတယ်တခါတည်းမှာမောင်မိုက်ဖုံးလွှမ်းနေဆိုမမြင်နိုင်ဘူးကိုယ့်ရဲ့ဘဝကိုယ့်ရဲ့ relationship ကိုယ့်ရဲ့အလုပ်ကိုင်ကိုယ့်ရဲ့မိသားစုဘာမှမမြင်နိုင်တဲ့အနာဂတ်အခြေအနေတွေကျွန်တော်ဘဝမှာရင်ဆိုင်ရတာဖြစ်တယ်အဲ့ဒါအေးတယ်မယ်ဒါပေမဲ့အဲ့လိုအခြေအနေကျွန်တော်စိတ်ပြတ်တယ်ကျွန်တော်သိငယ်ကျွန်တော်အားငယ်တယ်ဒါပေမဲ့အရေးကြီးဆုံးကအဲ့ဒီနေရာကိုဘုရားစကားရောက်လာဖို့အတွက်ပဲအရေးကြီးတယ်အဲ့ဒီနေရာပေါ်မှာရောက်လာတဲ့ဘုရားစကားကအဲ့ဒီအခြေအနေကိုပြောင်းလဲစေတာဖြစ်တယ်ဟာလေလုယာဒါပေမဲ့ဖြစ်တဲ့ကအဲ့ဒီအခြေအနေမှာရောက်လာတဲ့စကားတွေကဘုရားစကားမဟုတ်ဘူးတခါတည်းမှာကျွန်တော်ညီးတွားတဲ့စကားရောက်လာတယ်တခါတည်းမှာ negative စကားရောက်လာတယ်တခါတည်းမှာကျွန်တော်တို့တော့ဒီနေ့ကိုမဖြစ်ချင်ပေမဲ့ကိုမချားချင်ပေမဲ့ကိုပဲအဲ့စကားကိုပြောနေတယ်ကိုဘွားမှာကိုမဖြစ်ချင်ဒါပေမဲ့ကိုပဲပြောတယ်အဲ့ဒါနော်ဒီနေ့အဲ့တော့အဲ့ဒီအရာတွေပဲရောက်လာတဲ့အခါမှာအဲ့ဒီအရာတွေပဲဖြစ်လာတာမထူးဆန်းအဲ့တော့အခုရောက်လာတဲ့ဘုရားစကားကအခြေအနေနဲ့တူလားအခြေအနေနဲ့ဆန့်ကျင်နေလားသိချာဖြစ်အောင်နော် shut down နေမှာကုန်မယ်အခြေအနေနဲ့တူလားအခြေအနေနဲ့ဆန့်ကျင်နေလားအခြေအနေနဲ့ဆန့်ကျင်နေတယ်ကဲလိုက်ဆိုဘုရားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ဒါဆိုအခြေအနေကအလင်းလားမောင်မိုက်ဖုံးလွှမ်းနေလားဒါဆိုဘုရားသခင်ကမောင်မိုက်ဖြစ်စေပြီလို့ပြောလားအလင်းဖြစ်စေလို့ပြောလားဒါဆိုဘုရားစကားကအခြေအနေကိုကြည့်ပြီးပြောတာမဟုတ်ဘူးအဲ့ဒီအခြေအနေရဲ့စံကျင်ဘက်ကိုပြောတာအဲ့ဒီအတိုင်းပြည့်စုံတဲ့အခါမှာအဲ့ဒီနေရာမှာအလင်းဖြစ်လာတယ်အဲ့တော့ချစ်တော်ညီကိုမမသင်2024ကဘလို့အဆုံးသတ်သွားလဲကျွန်တော်မသိဘူးဒါပေမဲ့အခု2025ရဲ့အစပြုမှာဘာပြောနေလဲကျွန်တော်ဘာကြားနေလဲအလင်းစကားကြားဖို့အတွက်အရေးကြီးတယ်ဘုရားစကားကိုကျွန်တော်ကြားဖို့အတွက်အရေးကြီးတာဖြစ်တယ်ဘုရားစကားဟာအဲ့ဒီအခြေအနေပေါ်မှာဝင်ရောက်တက်ရောက်ဖို့အတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ်တ
တနည်းအားဖြင့်အလင်းဖြစ်စီလို့ပြောတဲ့အခါမှာဖျားစကားကအဲ့ဒီနေရာ overtake တနည်းအားဖြင့်အဲ့ဒီနေရာကိုသိမ့်ပိုက်လွှမ်းယူလိုက်တာကြည့်နော်အဲ့တော့ကျွန်တော်ရဲ့အဆုံးသတ်နေရာမှာကျွန်တော်ပေါ်မှာစကားတွေပဲလွှမ်းမိုးထားတာစကားတွေပဲလွှမ်းမိုးထားတာတခါတည်းမှာလူတွေရဲ့စကားတွေကလွှမ်းမိုးထားတယ်တခါတည်းမှာနောက်ဆုံးကျွန်တော်ပြောမယ်ကျွန်တော်ဘဝမှာလေဘသူစကားကိုအယုံဆုံးလဲလို့မေးလေလူဟာကိုယ်စကားကိုအယုံဆုံးပဲမမလေးကျွန်တော်ပြောဘလောက်ပဲခွာရပြောကိုထင်တာငါမထင်အောင်ငါထင်တာလို့ပဲလူဟာကိုပြောတဲ့စကားကိုအယုံဆုံးဘုရားစကားဘာခဏထားတာဘလောက်ယူကိုပြောတာကိုပြောမှကိုမယုံလဲမတတ်နိုင်တော့နော်လူဟာကိုပြောတာကိုယုံဆုံးဖြစ်တဲ့အတွက်ညင်းတာလေတအောင်မဟုတ်လားအမေစင်ကဘွားလူမညင်းကြနဲ့ရှိလေလေညင်းတာတခါတည်းမှာမားနေတာသိတယ်လင်မယားချင်းတခါတည်းသိတယ်ရှော့လားအတ္တအသေးခံတော့မှလုံးဝမရှော့ရှိလေညင်းတာအချောအရန်ညင်းတယ်အဲ့ဒါဘာလို့ညင်းလဲလို့မေး तू ခံယူထားတဲ့အရာလေအမှန်ဆုံးပဲနင်ဘာမှမလာမပြောနဲ့ငါပြောတာပဲနားထောင်ကြည့်နော်ဒါကြောင့်ဘာလူဟာကိုပြောတဲ့စကားကိုအယုံဆုံးပဲဒါဆိုချစ်တော်ညီကောင်မကျွန်တော်တို့အဲ့ဒီအမောင်မိုက်ဖုံးလွှမ်းနေတဲ့အစင်းတရံမရှိလွတ်လပ်လာအခြေအနေထဲမှာကိုပြောတဲ့စကားကိုအယုံဆုံးပဲဒီနေ့ကိုဘာစကားပြောနေလဲကျွန်တော်ဘာတွေပြောနေအင်မတန်မှအရေးကြီးတာဖြစ်ဖျားစကားကျွန်တော်တို့အဲ့ဒီအခြေအနေပေါ်မှာကြီးညာပြောင်းလဲဖို့အတွက်ဖြစ်တယ်တနည်းအားဖြင့်ဘုရားသခင်စကားနဲ့အစပြုဖို့အတွက်ဖြစ်တယ်ဟာလေလုယာ2024ကိုဘာနဲ့ပဲအဆုံးသက်ဒီ2025မှာဘုရားသခင်ရဲ့စကားနဲ့အစပြုပါချစ်တော်ညီကိုမမောတို့ဘုရားစကားနဲ့အစပြုပါဒါကြောင့်မို့ကျွန်တော်မအားလက်ကြဘူးအလုတ်ခွင့်နေကျွန်တော်နားလေတယ်ဒါပေမဲ့ရတဲ့အချိန်မှာဒီနေ့ဘုရားစကားနဲ့ဒီနှစ်သစ်ကိုအစပြုဖို့အတွက်ဒီနေ့ကျွန်တော်အားပေးခြင်းတယ်ကျွန်တော်သင်တော်မှာလေဒီအတိုင်းတခါမှကျွန်တော်မလုပ်ဘူးပေါ့ဒီနှစ်မှာ21ရက်တောက်လျှောက်နှုတ်ဘတ်တော်ဆူတောင်းခြင်းချီးမွမ်းကိုးကွယ်ခြင်းမလွယ်ပါဘူး21ညဇက်တိုက်အစီအစဉ်တရက်မဟုတ်2ရက်မဟုတ်ကျွန်တော်လုပ်ဖူးပါတယ်9ရက်တွေ10ရက်တွေ10ရက်တွေဒါပေမဲ့21ရက်ဆိုတဲ့အရာတခါမှမလုပ်ဖူးပါဘူးစိန်ခေါ်မှုရှိပါတယ်ဒါပေမဲ့ဘုရားသခင်ဂျေဇုတော်နဲ့အစပြုတာဖြစ်တယ်ဘုရားသခင်နိုးဆော်တယ်အဲ့တော့ကျွန်တော်ဘာနဲ့စမလဲဒီနှစ်ကိုနှုတ်ဘတ်တော်နဲ့စဖို့အတွက်ဖြစ်တယ်နှစ်တင်တဲ့အတွက်ဒီနေ့တရက်ကိုကျွန်တော်ဘာနဲ့စမလဲနှုတ်ဘတ်တော်နဲ့စဖို့အတွက်ဖြစ်ပါတယ်လူဟာဘလို့ပဲဖြစ်ဖြစ်အစဉ်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေဘယ်နိုင်ပဲလဲစဉ်းစားနေကျန်းစာရပါတင်ဒီနေ့အရင်အစဉ်ပြေတယ်ကွာငါပျော်လိုက်တော့ဟဲဒီနေ့လေနေတော့မကွင်းချင်ဘူး day off လေဒီဥစ္စာအဲ့ဆိုဘယ်လောက်ပဲခံလဲစိတ်ညစ်တဲ့ဒီနေ့အလုပ်ကြီးပဲလုပ်နေတာငါပြီးချင်နေပြီအဲ့နေ့လည်းဘယ်လောက်ပဲလဲစိတ်နဲ့ပဲဒီနေ့ပျော်လိုက်တာဟဲကိုနဲ့ရှောက်လေဘယ်နိုင်ပဲခံလဲ24နိုင်ပဲဒီနေ့စိတ်ကောက်တဲ့ရန်ဖြစ်တော့ထုံတိုင်းဘယ်လောက်ပဲခံလဲအစင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေဘယ်နိုင်ပဲလဲ24နိုင်ပဲအဲ့ဒါမပို့ချင်လည်းမရဘူးအချိန်နဲ့ကိုနာမြန်လိုက်တာတော့အချိန်နဲ့ဆွဲဆန့်ချင်တော့အဲ့ဒါတချင်းထဲမှာပဲရှိတယ်တကယ်မဖြစ်လောက်နော်ဒီနေ့လိုအပ်တော့ဖျားလုပ်ပြတယ်မဲ့နင်းထိုင်တော့မလုပ်ဘူးဆိုလိုချင်တဲ့ဘောကျွန်တော်ဘလို့ပဲဖြစ်ဖြစ်တရက်ကုန်သွားမယ်ကွာနောက်နေ့တရက်ပြန်စမှာပဲအဲ့တော့အဲ့ဒီအစာပြုခြင်းဘာနဲ့စမှာနှုတ်ခွက်တော်ဖျားစကားနဲ့စဖို့အတွက်ရေးကြည့်တယ်ဘာကြောင့်လဲဆိုသင်ရဲ့မနေ့တုန်းကအစဉ်ပြေခြင်းမပြေမယ်ဒီနေ့ဘလို့အဆုံးသတ်လဲကျွန်တော်လည်းမသိဘူးဘလို့ပဲဖြစ်ဖြစ်မနှက်ဖြန်နေ့မှာနှုတ်ခွက်တော်နဲ့အစာပြုဖို့အတွက်ဖြစ်တယ်ငါတို့ဒီဆုံးရှုံးခြင်းတော့မရောက်ဘူးတဲ့ဘုရားသခင်ဂရုဏာကိုမနေ့တိုင်းအသက်ခံစားရတယ်ဟာလေလုယာ new mercy ဘုရားရဲ့ဂရုဏာတဲ့ဒီနေ့ရဟာဘလို့အဆုံးသတ်သွားလဲအရင်မကြည့်ဘူးဒီနေ့ရမှာကျွန်တော်ယုံကြည်ခြင်းအခွန်အပြည့်နဲ့အဆုံးသတ်ခြင်းဆုံးသတ်သွားမယ်စိတ်ညစ်စရာမျက်ရည်နဲ့အဆုံးသတ်ခြင်းဆုံးသတ်မယ်ဒါပေမဲ့ခင်ဗျဒီနေ့၌ဖြစ်တယ်မကောင်းတဲ့သောအရာကဒီနေ့အတွက်ပဲတဲ့ဒါကြောင့်မို့မနေ့ပြန်နေ့အတွက်မစိုးရင်နဲ့အဲ့တော့အသစ်စလာတဲ့နေ့မှာကျွန်တော်တို့ဒီဖျားစကားနဲ့စဖို့အတွက်ဖြစ်တယ်သင်ရဲ့မနေ့တုန်းကဒီလွတ်လပ်အစင်းတရံမရှိမောင်မိုက်ဖုံးလန်းပါစေယနေ့နေ့တည်းမှာနှုတ်ပတ်တော်နဲ့အစာပြုတဲ့အခါမှာအဲ့ဒီအနေရာဒီအေဒင်ဖြစ်လာတယ်နေခြင်းစပွဲဖြစ်လာတယ်အဲ့ဒီအေဒင်ဒီအရာခတ်သိမ်းပြည့်စုံတယ်အဲ့ဒီအေဒင်ထဲမှာအားလုံးရှိတယ်ချစ်တော်ညီကောင်မဒီနေ့လောကထဲမှာကျွန်တော်နေ့စဉ်ရှာနေအရာအားလုံးအေဒင်ထဲမှာရှိပြီးသားဒီနေ့ကျွန်တော်တို့အလုပ်တွေစိတ်ပူတယ်မလားအေဒင်ဟာပြည့်စုံပြီးသားအေဒင်ကိုပြုစုစောင့်ရှောက်စေခြင်းကဘုရားသခင်အာဒံကိုခံထားတယ်ပြီးပြီအေဒင်ထဲမှာအာဒံလှုပ်ရှားဘုရားသခင်ခိုင်းထားတဲ့ဥယျာဉ်ကိုပြုစုဖို့ပဲရှိတယ်အေဒင်ထဲမှာအေးရှိပဲ
ဒီနေ့ဘာဝတ်ရမလဲပူစရာမလိုဘူးဘာဝတ်စရာမလိုတာဒီဘလောက်မိုက်လေအခုပူလောင်တယ်မလား relationship ကိစ္စတွေလေအေးတယ်အေးဆွေးပဲအာဒန်နဲ့လာအောင်နဲ့ဟုတ်ကဲ့တဲ့အိတ်တယ်ဟုတ်ကဲ့အိတ်ပြောသွားနို့မိမရအောင်ဟုတ်တယ်လေအာဒန်ဘာလို့ကလည်းမိမရဖို့အေးယုံမဲဒီနေ့ကျွန်တော်မအိတ်လို့မိမမရတာတညလေးဒီမှာအမေအောင်အေးလိုက်အလောက်ကောင်းတာရှုံးလားဒီနေ့ဘာမှဈေးပန်းခင်းစရာလည်းမလိုဘူးနော်လိုက်ပြီးဖုန်းဆက်စရာမလိုလိုက်ချောစရာမလိုပန်းပေးစရာလည်းမလိုဘာမလိုအိတ်နေတာနိုးလဲနိုးမိမရအောင်ဟာရေးလေကောင်းတာအဲ့ relationship ပိုကောင်းတာရှိတယ်အာရမရောက်မှမရှိဘူးနေဒီထက်ကောင်းတာရှုံးလားစဉ်းစားကြည့်စမ်းမင်္ဂလာဆောင်ဖို့လေဟိုဘက်မျိုးဒီဘက်မျိုးဘာမလို့ pre wedding တွေပါရိုက်ဆိုင်မလို့မင်္ဂလာဆောင်မှာဘာဘူးမလဲဘာဘူးဆရာမလို့လားဒီထက်ရိုးရှင်းတဲ့မင်္ဂလာပွဲရှိအောင်မလားပြောချင်တော့ဘာဒီနေ့ကျွန်တော်ပူတဲ့အပူကြီးလေဧည့်သည်တွေကိုဘာကျွေးမလဲဘာကျွေးတယ်မကြိုက်တာစားလို့ရတယ်မှာအစင်းလိုက်စားပွဲကောင်းတဲ့အရာပြောဧည့်သည်တော့မရှိသူတို့၃ယောက်ပဲရှိဘုရားသခင်ပြင်ဆင်It is a peace ငြိမ်သက်ချမ်းသာခြင်းဘာမှမလိုတာဘဝအေးစေပဲဝေရဖို့စားဖို့နေရဖို့ထိုင်ရဖို့ relationship ပြဿနာမိသားစုပြဿနာအလုပ်ပြဿနာအေးဒီနေ့မှာဖခင်ကြောင့်လည်းမရှိဘူးနော်ဖခင်ကြောင့်လည်းမသွားဘူးနော်အေးစေပဲဖခင်နဲ့ပဲဖခင်ပဲရှိတယ်စီဝေးလည်းတက်စရာမလိုဘူးနော်မီတင်လည်းထိုင်စရာမလိုဘူးညှိစရာလည်းမလိုဘူးအေးစေတင်တယ်လည်းလုပ်စရာမလိုဘူး peace အဲ့ဒါအေးတယ်မဲဒါပေမဲ့အေးတယ်ရဲ့တစ်ဖက်ကိုကြည့်လိုက်လွတ်လပ်ဟာအစင်းတရမရှိမောင်မိုက်ဖုံးလွှမ်းသောနေရာဖြစ်တယ်ယူလေးပဲအဲ့ဒီနေရာမှာဖျားစကားရောက်လာပြီးဖျားစကားပြည့်စုံသွားတာအဲ့ဒါအေးတယ်ဖြစ်သွားတယ်သင်ရဲ့မနေ့ကနဲ့မနှစ်ကနဲ့ပြီးခဲ့တဲ့လကနဲ့လွတ်လပ်ဟာအစင်းတရမရှိမောင်မိုက်ပဲဖုံးလွှမ်းပါစေနေ့ရက်သစ်မှာလသစ်မှာနှစ်သစ်မှာနေ့တိုင်းအသစ်ဖြစ်ဖို့ကဖျားသခင်စကားရောက်ချင်းပြည့်စုံရင်အဲ့ဒီဘဝအသက်တာဒီအေးတယ်ဖြစ်လာတယ်မိသားစုမှာပြဿနာအခက်အခဲတွေနဲ့လွတ်လပ်လာအစင်းတရမရှိဖြစ်ပါစေဘုရားစကားပဲပြည့်ဖို့ပါစေသင်ရဲ့ relationship ဟာလွတ်လပ်လာအစင်းတရမရှိမောင်ပဲဖုံးလွှမ်းနေပါစေဘုရားစကားပြည့်စုံတဲ့အခါမှာအဲ့ဒီ relationship ဒီအေဒင်ဖြစ်လာတယ်အလောက်ကိုင်ကတကယ် pressure တွေနဲ့မောင်ဖုံးလွှမ်းနေပါစေဘုရားစကားပြည့်စုံတဲ့အခါမှာအဲ့ဒီနေရာဒီအေဒင်ဖြစ်လာဖြစ်တယ် hallelujah ဒါကြောင့်ပထမတစ်ချက်အနေနဲ့ကျွန်တော်ရဲ့အစာပြုသောအမှုရာမှာဘုရားစကားနဲ့အစာပြုဖို့အတွက်နံပါတ်1အချက်အနေနဲ့စီရင်နှလုံးသွင်းစေချင်တာဖြစ်ပါတယ်ဒုတိယအချက်ကိုကြည့်အောင်ကပောက်ကျမ်းပြီးတော့ဆိုတော့ထွက်မြောက်အကျမ်းပေါ့နော်ဒါပေမဲ့မစားခင်တော့ဗျာဒိတ်ကျမ်းကိုရောက်မှာဖြစ်တယ်နော်ကျွန်တော်ဖတ်ချင်တဲ့ထွက်မြောက်အကျမ်းအခန်းကြီးနော်14အခန်းကြီး14ငယ်30လောက်ကနေကျွန်တော်ဖတ်ချင်ပါတယ်ဖာရောဘုရင်သည်ချင်းလာသောအခါဣသေလအမျိုးသားတို့သည်မျှော်ကြည့်၍အေဂုတုလူစစ်ချီလာကြောင်းကိုမြင်လျင်အလွန်ကြောက်လန့်၍ထာဝရဘုရားအော်ဟစ်ကြ၏မောရှေကိုလည်းအေဂုတုပြည်၌သင်္ချိုင်းမရှိသောကြောင့်ဤတော၌တည်စေခြင်းကငါတို့ကိုဆောင်ခဲ့သလောအဲ့တော့သူတို့ဒီအခုထွက်မြောက်ဆက်လေးကိုဖတ်တဲ့အခါမှာအေဂုတုကနေထွက်လာတဲ့ပထမစာမျက်နှာဖြစ်တယ်ထွက်မြောက်7နှစ်လောက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ပတ်သက်ခါသူ့ရဲ့အသားကိုစားတယ်အသွေးကိုအိမ်တကုတ်တိုင်းမှာတုတ်တယ်အဲ့တော့စီရင်ချင်းကနေလွတ်မြောက်တယ်တာဦးတွေတေးကျဲလွတ်မြောက်တယ်ကဲနောက်ဆုံးမင်းတို့ယူချင်တာယူပြီးသွားကြတော့လို့ဖာရောကလွတ်လိုက်အဲ့ဒီထွက်လာတဲ့နေရာကိုထွက်လာတဲ့နေ့ကိုလည်းဘုရားသခင်ကနှစ်သက်အနေနဲ့သတ်မှတ်တယ်နော်ဒီနေ့ကျွန်တော်နောက်ပုတ်ပြန်ဖတ်ချင်းကျွန်တော်တွေ့ရပြောရရင်ဣသေလအမျိုးတွေဘဝတည်အစပြုခြင်းပဲနှစ်ပေါင်းများစွာကြုံခံခဲ့ရတယ်အခုအဲ့ကြုံဘဝကလွတ်ပြီဘဝသစ်စာမျက်နှာသစ်အချိန်သစ်အမှုရာသစ်ကိုအစပြုသောအချိန်လေးဖြစ်တယ်အဲ့ဒီထွက်မြောက်14ဆိုတဲ့ခါစထွက်လာပြီကွာခြေလမ်းအသစ်နဲ့တခုစတော့မှာဒါပေမဲ့အဲ့ဒီချိန်မှာတဲ့သူတို့ဘာကိုသွားပြောမြင်လဲလို့မင်းနောက်ကလိုက်လာတဲ့အေဂုတုကိုမြင်တယ်စစ်တပ်ကိုမြင်တယ်အဲ့ဒီစစ်တပ်ကိုလည်းမြင်တော့သူတို့အင်မတန်ကြောက်တယ်ကြောက်ပြီးစဉ်းစားလိုက်တာတဆုံးပဲတေတော်မှုတင်းချိုင်းကိုထိစဉ်းစားလိုက်တာကြည့်တော့လူဟာတစ်ခုစဉ်းစားရင်အဆုံးထိစဉ်းစားတာ
ခေါင်းကိုက်တာလေစဉ်းစားလိုက်တာတင်းကျဲကုန်းတော့ကြော်ထွက်သွားပြီအခုပို့ဆိုအဲ့ဒီ Facebook တွေဖတ်သတင်းတွေဖတ်ဒါခေါင်းကိုက်တာဟိုဖြစ်မှထင်သလားအဲ့ဒီယောဂဟဲ့အဲ့ယောဂဟိုတယောက်3ရက်ပဲခံတယ်ငါတော့သိတော့မလားဘာမှမဆိုင်ဘူးကိုအေးပြက်လို့ခေါင်းကိုက်တာဖုန်းကြည့်များလို့မျက်ရိုးကိုက်တာဒါဥပမာကျွန်တော်ပြောတာလူတွေကလေတခါစဉ်းအဆုံးပဲတဆုံးဘာမှမဖြစ်သေးဘူးဆုံးနေပြီဟိုကြည့်လေအခုလေအခုတို့စစ်တပ်ကအနားမရောက်သေးဘူးအဝိမာတဲ့လှမ်းမြော်ကြည့်လို့ကျန်းစာရေးတယ်သူတို့စကားဘယ်တိရောက်သွားပြီလဲဘယ်တိရောက်သွားလဲအမေဘယ်မမြောက်ပေါ့အခုပဲဖတ်သွားလေဟုံးဆဲလို့အလွတ်ရခံမလားဘယ်တိရောက်သွားလဲတင်ချိုင်ကုန်းထိရောက်သွားပြီအခုတို့စစ်တပ်ဘယ်မှာလဲအဝိမာပဲရှိသေးတယ်သူတို့ကဘယ်ရဲ့ထိရောက်သွားပြီလဲတင်ချိုင်ကုန်းထိရောက်သွားပြီပြဿနာအဝေးပဲရှိသေးတယ်ကိုကလူကပဲရောက်သွားပြီလေတင်ချိုင်ကုန်းတော့ကြော်ထွက်သွားပြီအခုတို့တောင်တင်ချိုင်ကုန်းပဲရောက်တယ်ကိုကတင်ချိုင်ကုန်းအပြုံရောက်သွားတာကြီးပြဿနာအဝေးပဲဒါပေမဲ့စိတ်ပူတာလေ2025အခုမှ January 26ပဲရှိသေးတယ်2028ဒီဇင်ဘာဒီစိတ်ပူပြီးပြီငါပါမေကုန်းသွားဘယ်လိုလုပ်မလဲပါစပို့တန်ကုန်းသွားဘယ်လိုလုပ်မလဲစိတ်ပူတာဘယ်ရောက်သွားပြီလဲကြော်ထွက်သွားပြီကြော်ထွက်သွားပြီခုချိန်นี้ကိုကြိုက်မဲ့လို့တယောက်မရှိသေးဘူးစဉ်းစားတာဟုတ်ကလေးမွေးဘယ်နာကြောင်းထားမလဲသွားစဉ်းစားဆိုရင်ငါကလေးမှာကြောင်းထားရင်ကောင်းမလားခုဒီမစွန်သေးဘူးကလေးကြောင်းထားဖို့စဉ်းစားနေနော်ဆိုရင်တဲ့သဘောပြောပြတာအဲ့တော့အသက်အစမှာဘာနဲ့စလဲဟိဆိုရင်ချင်းနဲ့စတယ်Happy New Year Happy တပိုင်လုပ်ပြီးပြီနော်ဟိုကျမ်းပိုက်တပိုင်နှိုက်ထားပြီးပြီနော်ချက်ထားပြီးဆိုရင်ဟိုကြော်ထွက်နေပြီ2025လောက်ဆိုရင်တော့မှသူကတိတ်ပြီးတော့ခက်မမီတော့သူဖြစ်နေ modern နဲ့နေနေမို့ကွယ်နော်သူ2028လောက်ထိကြိုဆိုရင်ထားတာနှုတ်ွက်တော့ပြရောက်ပါစေအောင်တဲ့အိမ်နေကိုကူလာပါစေအောင်နေ့အတိုင်းဘာဖြစ်လဲကျွန်တော်မသိနိုင်အခုအခုတို့စစ်တပ်အဝေးရှိသေးတယ်ဒီနေ့လမ်းပြီးစိုးရင်လိုက်ရောစောက home cell group ဆိုတဲ့ကျမ်းပိုက်ကိုသူတို့မေ့သွားဘာလဲကျမ်းပိုက်ငါကိုယ်တိုင်ငါကိုယ်တိုင်မကြွဘူးလားငါကိုယ်တိုင်သွားပြီအဲ့ထွမ်းမြောက်ရတယ်ဖတ်တယ်မလားဟုတ်တယ်မလားကျွန်တော်များမှားသွားလို့ဖျားအတူတူကြွမယ်အတူရှိ I'm with you စာကြရရှိတာမောရှိဘင်းနဲ့အတူရှိတယ်မင်းနဲ့အတူရှိတယ်ဣတေမန်နဲ့အရှိမငါရှိတယ်အတူရှိတယ်အခုမေ့သွားပြီကျန်ညွန်ပြတာမဟုတ်တော့ကျွန်တော်မေ့သွားတာကြည့်နော်မေ့သွားပြီအိမ်နဲ့တက်ကို worries နဲ့ကျွန်တော်စလိုက်တဲ့ခါမှာလမ်းမျောကြည့်ပြီးတော့စလိုက်တဲ့ခါမှာနေ့ရက်တက်ကိုမျောကြည့်ပြီးစလိုက်တဲ့ခါမှာဖခင်ရဲ့အတူရှိခြင်းမေ့သွားတယ်ချစ်တော်ညီကိုမမတို့ဖခင်ထားသွားမဟုတ်ကျွန်တော်မေ့သွားတာတင်းကိုမစွန့်လို့ပြောတဲ့ဖခင်ဘယ်တော့မှမစွန့်ဘူးဒါပေမဲ့တခါတည်းမှာဖခင်မရှိလို့မျိုးကျွန်တော်ခံစားရခြင်းကဖခင်ထားသွားမဟုတ်ကျွန်တော်မေ့သွားတာဟောဒီနေ့ဖခင်လည်းမပါလို့ပဲဖခင်လည်းမခံစားလို့ပဲ no ဖခင်မထားသွားဘူးကျွန်တော်မေ့သွားဘာလို့ကျွန်တော်မျောကြည့်လိုက်တဲ့အရာပေါ်ကျွန်တော်တအားခံစားတယ်အဲ့တော့အဲ့ဒီဆိုရင်ချင်းတဲ့သူဘာပါလာသလား complain ပြစ်တင်မြည်တမ်းခြင်းပါလာတယ်မောရှေငါပြောတယ်မဟုတ်လားအမလီငါပြောမလားနင်းလေးရှာရှင်းငါတို့ဒီခေါ်လာလေဟိုမှာတင်ကြံကုန်မရှိလို့လားငါပြောရင်တော့မလုံးနဲ့သွားမလုံးနဲ့ဒါမျိုးဖြစ်မယ်ငါပြောရမလားကြည့်နော်စောစောတုန်းကတော့ဥမျိုးပြီးထွက်လာတာဟုတ်တယ်မလားမြန်မာပြည်လေစိတ်မှာကျေးဇူးချင်းမို့စင်ကူသွားတော့မယ်အခုဒီကတော့ပြောရမလားငါပြောရမလားမလာနဲ့ဝဲကျေးဇူးရချင်းမို့ပြောလေဒီစိတ်မှာမဟုတ်လားဆာဖီဆွဲတာပူဆောင်တော်မူသောကျေးဇူးတော်ဘာညာအခုဒီရလို့ငါပြောရမလားမလာနဲ့လို့ပြောရမလားပြောတာပဲလာမိတာ
မားတယ်ဘူးတွေရိုက်နော်အချင်းချင်းလည်းပြငါနေရှာရှိခေါ်တော့အဲ့လိုခေါ်နေမှာဖြစ်ပြောသားပဲဟာကြည့်နော်ဘာဖြစ်လူပဲဒီတစ်ဖွဲ့ပဲဒီဖွဲ့ပဲစင်ကာပူဖွဲ့မဟုတ်အဲ့ကတူဖွဲ့ကိုပြောတာဣသေလဖွဲ့ကိုပြောတာဆိုကြည့်တော့ချင်မခဏတော့ကျွန်တော်မျောကြည့်လိုက်တဲ့အရာပေါ်မှာစိုးရင်ချင်းဖြစ်လာစိုးရင်လိုက်တာစဉ်းစားလိုက်တာသင်္ကြန်ကိုရောက်တော့ဒါနဲ့ဖခင်ကသူတို့ပြန်ပြောရတယ်ကဲလိုက်ဆိုမောရှေအဖြစ်အငယ်ဆက်တော့ပါမောရှေကလည်းမစိုးရင်ကြနဲ့ငြိမ်ဝတ်စွာရက်နေကြထာဝရဘုရားသည်ယနေ့ပြတော်မူသောကဲတင်ခြင်းကိုကြည့်ရှုကြလောနောက်တစ်ခေါက်ပြန်ဆိုယနေ့ပြတော်မူသောကဲတင်ခြင်းကိုကြည့်ရှုကြလောပေါကြည့်ခိုင်းတာလေဘယ်တော့ကဲတင်ခြင်းလဲဒီနေ့အခုအသက်စားတဲ့ဒီကဲတင်ခြင်းကြည့်ခိုင်းတာဒါဆိုဒီဖះကမနေ့တုန်းကသူတို့မကဲဘူးလားကဲတယ်လေအခုတို့လက်ထက်မကဲခဲ့ဘူးလားဒါပေမဲ့ခုသူတို့မေ့ပြီလားအဲ့ဒီဖះကျွန်တော်မနေ့ကမကဲဘူးလားအခုနေသွားပြီဒါဘာကြည့်ဖို့လို့လဲဒီနေ့ပြမယ်ကဲတင်ခြင်း2020တုန်းကကဲလားတက်သေးတယ်ဘာခံပြီးပြီလေ2020တုန်းကဖះတကယ်အလုပ်တာပါညာဆန်လိုက်မလား2023မေ့သွားပြီ2023အခု2025တော့ဒီနေ့ပြမယ်ကဲတင်ခြင်းကြည့်ဖို့အတွက်အရေးကြီးတယ်ဘာလို့မနေ့ကကဲတယ်ဖះဒီနေ့သင်ကဲတယ်ဖះဖြစ်တယ်ဟာလေလုယာအေဂုတုကထုတ်ဆောင်တဲ့ဖះကပင်လယ်ကိုနှစ်ချမ်းခွဲပေးမဲ့ဖះဖြစ်တယ်အရှိမပင်လယ်နောက်မှာအေဂုတုစစ်တပ်မြင်တဲ့အခါမှာသူတို့တင်ញိုင်းကိုဒီစဉ်းစားတာလဲမမားတော့မမားပါဘူးလူအနေနဲ့ကိုချင်းစပေးတာလမ်းမှမရှိတော့တာဒီမှာစိုးရင်တာလဲကျွန်တော်အပြစ်မတင်ပါဘူးလမ်းမတစ်ခါတည်းမရှိတော့တာအရှိမပင်လယ်နောက်ပြန်လှည့်လို့လည်းမရအောင်မြန်မာပြည်ပြန်လို့လည်းမရအောင်အရှိဆက်သွားလို့လည်းမရအောင်ဂိတ်ဆုံးလို့မျိုးခံစားရတယ်အဲ့ဒီအချိန်မှာသွားမင်းဟဲ့ဘာလုပ်ကြရင်ကောင်းမလဲဘယ်သူမှမဖြေနိုင်ဘူးဘာလို့ဘယ်သူမှအဲ့ဒီလမ်းမှာမဖျောက်ဘူးလားအဲ့ဒါလမ်းမမဟုတ်တာချစ်တော်ညီကိုမမပင်လေလေကွယ်စင်ပေါ်ကျိုးရင်လေဘယ်နှကြည့်ရေးရဒီဘက်ကန်းဆုံးသွားလဲရေပဲဒီဘက်ကန်းဆုံးပြန်လာလဲလမ်းအဆုံးမောင်းနဲ့ MRT ဟိုဘက်ထိပ်ဒီဘက်ထိပ်စီးလေဘာပဲခံနေလဲမှတ်ထားအဲ့ဒီအချိန်တွေရောက်ရင်ဒီနှုတ်ဘက်တော့ငါဖះနှစ်ချမ်းခွဲပေးနိုင်တယ်ဟာလေလုယာနှစ်ချမ်းခွဲပေးနိုင်တယ်ရေပဲလေဘာမှမရှိတာလမ်းမမောက်တာကားလိုင်းဆိုရင်တော့မှကူးသွားလို့ရသေးတယ်လေနေ့ဒီပင်လေရဘယ်လိုသွားကူးမလဲသင်မောလည်းမရှိတော့လမ်းဆုံးနေဒီတိုင်းမဲ့ Australia ကျုံးမဲ့အကြီးပဲဒါပဲကွာတာစင်ပေါ်တရောက်ကစားလို့ရှိရင်ကျွန်တော်တို့ဟိုအကျုံးဟိုဒါမဲ့ထိတ်ဆုံးသွားရေပဲဘာမှမရှိတော့အဲ့တော့ဒါတင်စားပြီးကျွန်တော်မြင်တာသူဘဝမှာဒီတိုင်းပဲချစ်တော်ညီကိုမမတို့အသစ်ကိုအခုအစာပြည့်တဲ့ခါမှာမျောကြည့်လိုက်တဲ့ခါမှာအေဂုရုစစ်တက်လာနေအရှိကိုကြည့်လိုက်တဲ့ခါမှာပင်လိုက်ခံနေနေဘာလို့မလဲသေဖို့ပဲကျန်တော့တယ်တင်ချိုင်းကိုတော့စဉ်းစားတာလွန်သွားပြီဒါပေမဲ့ဘုရားသခင်ဘာပြောလဲယနေ့ပြမယ်ကယ်တင်ခြင်းကိုကြည်ပါဟာလေလုယာမနေ့တုန်းကဘုရားကယ်တော့ဒီနေ့ကယ်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်မနေ့တုန်းကဘုရားသခင်ကယ်ပြီးထာဝရသက်ပေးတယ်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ရဲ့အပြစ်ချွေးကိုအဖို့ခါပေးဆက်တဲ့သင်ငရဲကနေဘုရားသခင်ကယ်နှုတ်တယ်ဒီတိုင်းပဲအေဂုတုကနေဣသေလမျိုးလည်းဒီတိုင်းပဲသိုးတကယ်အသွေးအသားနဲ့စီရင်ခြင်းသူတို့လွတ်မြောက်စေခဲ့တယ်ဒါပေမဲ့ကယ်တင်ခြင်းရလာတဲ့ယုံကြည်သူဟာဒီနေ့ပြမယ်ကယ်တင်ခြင်းကိုထပ်ပြီးကြည့်ဖို့အတွက်အရေးကြီးတယ်မဟုတ်ရင်အဲ့ဒီမှာစိုးရင်ခြင်းပူပင်ခြင်းနဲ့ကျွန်တော်တို့အဆုံးသတ်သွားဖို့အတွက်ဖြစ်ဒါကြောင့်မို့ဒုတိယတစ်ချက်မှာဘုရားစကားနဲ့အေဒီမှာအစပြုခဲ့လို့ဒုတိယတစ်ချက်ဘုရားသခင်ကယ်နှုတ်ခြင်းယနေ့ပြမယ်ကယ်တင်ခြင်းနဲ့သင်အစပြုတဲ့အခါမှာလမ်းမဟုတ်တဲ့လမ်းဟာလမ်းဖြစ်လာတယ်လမ်းမဟုတ်တဲ့လမ်းဖြစ်လာတယ်အဲ့ဒီလမ်းကိုဘယ်မှာရှာလို့မတွေ့ဘူးအခုလည်းမရှိတော့နောက်တစ်ခုကအဲ့ဒီလမ်းမှာလူနှစ်ဖွဲ့လျှောက်တစ်ဖွဲ့ဣသေလဖြစ်တယ်တစ်ဖွဲ့အေဂုတုဖြစ်တယ်တစ်ဖွဲ့ပဲထွက်လာတယ်ဆိုလင်ခြင်းတဲ့ဘောကတစ်ချိန်နဲ့တစ်ခါတည်းတနေရာထဲမှာသူတို့အတွက်တစ်ခါတည်းဖွင့်ပြတော်လမ်းဖြစ်တယ်ဒါကြောင့်မို့ယနေ့ပြမဲ့ဘုရားသခင်ကယ်တင်ခြင်းကိုမြင်တွေ့ဖို့အတွက်အရေးကြီးတာဖြစ်တယ်
ဒါကြောင့်မို့ဒုတိယချက်နဲ့ကျွန်တော်ရဲ့အစပြုခြင်းကိုဘုရားသခင်ရဲ့ယနေ့ပြတဲ့ကယ်တင်ခြင်းနဲ့အစပြုဖို့အတွက်ဖြစ်ပါတယ်တတိယတစ်ချက်ကျွန်တော်ကြည့်အောင်ရှောင်းခရင်ခန်းကြီးနှစ်ချက်ချင်းတမတစ်ကိုရောက်တော့ပျော်သွားပြီယောဟန်နဲ့ရှောင်းခရင်ခန်းကြီးနှစ်ဒီကျွန်တော်အားလုံးယဉ်ဒီကျွမ်းဝင်တဲ့သခင်ယေရှုရဲ့နမိတ်လက္ခဏာဖြစ်တယ်ပြောရင်ပထမဦးဆုံးသောနမိတ်လက္ခဏာဖြစ်တယ်သခင်ယေရှုရဲ့သူရဲ့ ministry ကိုအစပြုခဲ့သောအမှုရာတွေကနေကာနာမြို့ကမင်္ဂလာပွဲဖြစ်တယ်ကာနာမြို့ကမင်္ဂလာပွဲဖြစ်တဲ့အတွက်ထိုပွဲရဲ့အကြောင်းအရာကိုကျွန်တော်ဒီယဉ်ဒီကျွမ်းဝင်ပြီးသားဖြစ်တယ်ကာနာမြို့ကမင်္ဂလာပွဲမှာဘာဖြစ်လဲလို့မင်းကျွန်တော်အားလုံးကျွန်တော်နောက်ကလိုက်ဆိုပေးပါစပြည့်ကုံသောအခါယေရှုမေတော်ကစပြည့်ရမရှိဟုကြားပြော၏ဘာကုံသွားလဲဘာကုံသွားလဲကုံသွားတယ်ဆိုတဲ့သဘောကတခါမှမရှိတာလားအရင်ကရှိခဲ့လားတခါမှမရှိဘဲနဲ့ကုံတယ်လို့ပြောလို့မရဘူးလေသူကရှိကိုမရှိတာဒါဆိုအခုကုံသွားတယ်ဆိုတဲ့သဘောကမရှိတော့တာတစ်ချိန်လုံးကတော့ရှိခဲ့တယ်ဒါပေမဲ့အခုတော့မရှိတော့ကုံသွားပြီကုံသွားပြီဟုတ်ပြီနော်အဲ့တော့အဲ့ကုံသွားတဲ့အရာပေါ်မှာအစပြုဖို့အတွက်ဖြစ်တယ်အဲ့တော့2024တို့2023တို့2021တို့အတိတ်ကာလပေါ့ကွယ်ကျွန်တော်မှရှိခဲ့တဲ့အရာတွေရှိတယ်အခုဘာဖြစ်သွားလဲကုံသွားပြီပတ်စံပြောတာမဟုတ်ပါဘူးအရင်တော့စိတ်ရှည်ခြင်းတွေရှိတယ်မလားအခုရောလက်ကျန်လေးပေါ့အရင်ကချစ်ချင်းမြတ်တာတွေရှိခဲ့တယ်အခုဘာဖြစ်သွားလဲအရင်မျက်နှာဖြစ်ချုံကုံသွားတာဘာဖြစ်သွားလဲကုံသွားတာမမျော်လင့်ပဲကုံသွားတာမင်္ဂလာပွဲမှာစပြည့်ကုံစရာတကယ်တော့အကြောင်းအမရှိဘူးဒီကိစ္စသေချာစီစဉ်ထားတဲ့ကိစ္စကုံမယ်လို့မမျော်လင့်ရင်လည်းဘာဖြစ်သွားလဲပြောရင်ကုံမယ်လို့မထင်ပေမဲ့ပါလေငါဒီတယောက်ကိုတစ်သက်လုံးချစ်မယ်လို့ထင်တယ်ဒါပေမဲ့အခုဘာဖြစ်လဲဟေးဒါပေမဲ့ပြီးနာလို့တော့မပြောနဲ့နော်ကုံသွားတာငါသီးခံနိုင်မလို့ထင်ပေမဲ့ကုံသွားတာငါအတွက်ဒီလုံနိုင်တဲ့အလုပ်ငန်းအခွင့်အရေးတွေရှိမယ်လို့ထင်ပေမဲ့ဘာဖြစ်လဲကုံသွားတာဒါကြောင့်ဗျာဒိတ်ချမ်းမှာလည်းအသင်းတော်ပြောရခါနေ့ရဲ့ရှေးဦးမြတ်တာတွေကုံသွားပြီရှေးဦးမြတ်တာကုံသွားပြီအသင်းတော်မှာလည်းကုံသွားတယ်ကုံသွားတယ်အင်တိုင်းအားတိုင်းအားချိုးမှန်တဲ့ပါဝင်ဆက်ခတ်ခြင်းစိတ်တွေအရင်တော့ရှိလားရှိတယ်ဒါပေမဲ့တဖြည်းဖြည်းဘာဖြစ်လဲကုံသွားတတ်တယ်ကုံသွားတတ်တယ်ကုံသွားတတ်တယ်ကုံသွားပြီဖခင်ခင်တို့ဆိုလုံးမယ်ပါဝင်မယ်ဧဝံဂေလိပြောမယ်အရင်ကနိုးကြတက်ကြွတယ်ဆိုတော့ကြီးညာညနေ4နာရီမအားတော့ဘုရားကျောင်း7နာရီအားတဲ့ဘက်ပေါ့ဘက်တိုင်းမအားပြီမဲ့တပတ်ပဲအားတာဘုရားကျောင်းလည်းရှိတယ်တခြားလုံးဆရာလည်းရှိတယ်ဘုရားကျောင်းဘုရားဘယ်မှာနေရာတိုင်းမှာရှိပါတယ်အရင်ကလိုမျိုးမဟုတ်တော့ကြည့်နော်ကျွန်တော်အဲ့လိုပြောတဲ့ခါမှာ excuse ပေါ့အကြောင်းပြချက်မျိုးစုံပေးလို့ရတယ်လူတိုင်းမှာရှိတယ်ဟဲ့တပတ်မှာဒီတရက်လေးနားရဟဲ့တလားမှာဒီတရက်လေးနားရဟဲ့ရှားပါဟဲ့ရွှေတောက်ရှားတဲ့နားရဲဆိုတာဘာညာနော်ပြောမယ်ဆိုလူတိုင်းမှာပြောစရာအကြောင်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့အတိကဘာဖြစ်သွားပြီလဲဆိုပဲကုံသွားတာအချိန်တိုင်းအဲ့ဒီစိတ်ဝင်လာရင်အဲ့ဒီအသဘောပေါက်ငါဘာဖြစ်သွားပြီလဲငါကုံနေပြီငါကုံသွားတာအဲ့ဒီ truth သိဖို့အတွက်အရေးကြီးတယ်ဘာလို့ကုံတော်ကုံမှမသိရင်ဖះဖြစ်ပြီလို့မရဘာလို့ကျွန်တော်ကုံတော်မထင်ဘူးကြည့်နော်ကုံသွားတာတကယ်တမ်းတော့ဖះချောင်းသွားခြင်းစိတ်ကြီးကုံသွားတာဒါပေမဲ့ဘာထင်သလားဟိုတယောက်ကြောင့်အဲ့တယောက်ဘယ်နဲ့တယောက်လဲငါနဲ့တိုက်နေလားနော်သူရှိတဲ့ဘက် no နောက်ဘက်ရှောင်းအကြောင်းပြချက်လို့ခေါ်တယ်တကယ်တမ်းတော့အဲ့တယောက်ကလည်းကတိကောက်လောက်တာဟုတ်တော့ဟုတ်ပါတယ်သူလည်းသူကလွတ်နေလေနော်အပေးတာနော်ဒါပေမဲ့တစ်ဖက်မှာကိုကဘာဖြစ်သွားလဲကိုကုံသွားတာအဲ့တယောက်ဟဲ့အခုအသက်ကြီးလာတော့ဟဲ့ငါစိတ်ကိုမရှိတော့လင်မယားချင်းလေးအသက်ကြီးလာတော့အသက်ကြီးတော့မစစ်မဆက်တဲ့နော်စကားများလာတယ်ဘာညာပေါ့အကြောင်းပြချက်လို့ခေါ်တကယ်တော့ကိုရဲ့ဘာကုံသွားလဲတီးခံခြင်းကုံသွားတာဟဲ့ကိုတက်ကြီးလာတော့မလုံနိုင်တော့ဘူးလားခန္ဓာကိုယ်ကနေလို့အရင်လိုမဟုတ်တော့ဘူးတကယ်တော့ကျွန်တော်တို့ရဲ့
တောက်လောင်တဲ့ဆန္ဒတွေကုန်သွားတာအသင်းတော်ရဲ့လောက်နှစ်ကြာလာပြီဒါတွေကတော့လုံပြီးသွားမဟုတ်တကယ်တော့ကုန်သွားတာဘာမှပြောနေကုန်သွားတာ no excuse အဲ့ဒါကုန်သွားတယ်လို့ခေါ်တယ်ဒါပေမဲ့ကုန်လို့ကုန်မှန်းလဲကျွန်တော်မသိဘူးအော်ဘာဖြစ်လဲဒါခဏပဲစင်ကာပူဆိုတာခဏဟိုဖြတ်တန်းသွားတဲ့နေရာလေးတစ်ခုပေါ့ transit ပေါ့တနေရာနောက်တနေရာတော့သွားဆိုအဲ့တော့ဒီနေရာမှာကျွန်တော်ပါဝင်တဲ့အရာအိုးအဲ့ဒါလိုပဲပေါ့မဟုတ်ဘူးတကယ်တမ်းတော့အဲ့ဒါဆိုတာမဟုတ်ဘူးတကယ်တမ်းတော့ကျွန်တော်တို့ဖခင်ရဲ့အမှုတော်တွေမှာနှစ်ကလှုပ်ရှင်စိတ်ကကုန်သွားတာအခုဒီ chapter ရဲ့အစမှာဘာနဲ့စနေလဲကုန်တာနဲ့စနေတကယ်ရှိပတော်ဆုံးနမိတ်လက္ခဏာကုန်ခြင်းနဲ့စကုန်နာမမင်္ဂလာပွဲကြီးကကုန်သွားတာကုန်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ဘဲနဲ့ဒီအကြီးကအဲ့ဒီ empty တိုင်းထားတော့မလားအခုဘာပြောလဲတကယ်ယေရှုကိုကြားပြောတယ်ကုန်သွားပြီကိုတော်ကြီးဒါလေးပဲလို့တာကုန်နာကိုကုန်မှန်းသိတဲ့လူကိုဘုရားကဖြည့်ပေးနေတယ်ကုန်လို့ကုန်မှန်းမသိတဲ့လူကိုဘုရားမဖြည့်ဘူးကျွန်တော်တို့ခါလေးကိုကုန်မှန်းမထင်ဘူးလူတွေကိုရှောက်ပြတ်တာရှာနေတာတကယ်တော့ကျွန်တော်ရဲ့တီးခံစိတ်ကုန်သွားတာကြည့်နော်အဲ့လူတွေကလည်းအဲ့လူတွေပါအချိုးတော့မပြေကြပါဘူးဒီဘက်လက်ပြောတော့ဒီဘက်လက်ညှိုးသွားထုံးမင်းဒုက္ခရောက်မှာဒီမှာနော်အရှိရလူတွေမှသွားပြောမှာဆိုဒီမှာအဲ့လူတွေကလည်းမပြေပါဘူးအချိုးတော့ဒါပေမဲ့ဒီလူနဲ့ပဲကိုတသက်လုံးနေခဲ့တာလေအရင်တော့တီးခံတယ်အခုတီးမခံနိုင်တော့ဘူးဒီအလုံးမှာပဲလောက်ခဲ့တာကြာပြီလေဟိုအရင်တော့ကျေးဇူးတော်တွေချီးမွမ်းပြီးတော့ဒီလူတွေပဲဒီအချိုးတွေပဲဒါပေမဲ့အဲ့တော့အေးဆေးပဲကိုကတီးခံနိုင်တယ်အခုတိတ်ပြီးတော့တီးမခံချင်တော့သဘောပါပဲကိုယ့်ရဲ့တီးခံနိုင်တဲ့စွမ်းအားတွေဘာဖြစ်လဲကုန်လာတယ်ဒါတဘာဝပဲခွန်အားရအောင်မယ်တဘာဝလို့ပြောတော့အေးအဲ့တဘာဝ no ဒါပေမဲ့အဲ့ဒီတိုင်းထားလို့မရဘူးအဲ့တိုင်းထားလို့မရဘူးအဲ့တိုင်းထားလို့မရဘူးဘာလို့အားလုံးပြောင်းလဲနေတာဈေးသွားတော့မှမတူတာအရင်ကနည်းနည်းလေးသွားအများကြီးရလေ90ကိုင်ပြီးဈေးသွားလက်ဆွဲနှစ်ခုဆွဲလာမလားအခု90ကိုင်ပြီးသွားဂျိုင်းညမှာတစ်ခုညပြန်လာကုံစင်းတော့အရင်လုံးမဟုတ်တော့ကုံတာပေါ့ဘယ်ရောက်သွားရှာရဲလာကကုံတာပဲလေမြန်မာပြည်ငွေဈေးတက်စွတ်ပြောဟိုဘာလဲသွားပြီးဈေးကတက်တာလေကျွန်တော်ဒီကတက်ဟိုဘာကိုစင်းတုံးရတက်တာဒေါ်လာသာပြန်ကျသွားကိုစင်းတုံးမကျဘူးသူကလည်းထူးဆန်းတယ်အဲ့တော့ဘလောက်ပို့လဲပို့လို့မလောက်ဘူးဟဲ့သူကကုန်းသွားလာခရရတယ်မှာတွဲကုန်းအဲ့တော့ကုန်းလာတဘာဝပဲအဲ့တော့ကုန်းပြီအဲ့တော့ကုန်းပြီကဘလို့ဖြစ်မလဲဒါအရေးကြီးတယ်အဲ့တော့ဒီနေ့ကုန်းတဲ့အခါမှာဘာသွားပြောလဲဆိုရင်ကဲလိုက်ဆိုပေးပါယူရဘာသာလျောက်စင်ကြယ်ခြင်းလွန်ကထိုရက်၌နှစ်တင်းသုံးတင်းခန့်ဝင်သောကြောက်အိုးစီ6လုံးထားရှိယေရှုကလည်းဤရေအိုးတို့ကိုရေဖြည့်ကြဟုအစေခံတို့အာမိန်တော်မူ၏သခင်ယေရှုဘာဖြည့်ခိုင်းလဲဘယ်အိုးထဲမှာလဲရေအိုးထဲမှာစေအိုးထဲမှာရေအိုးထဲမှာအဲ့ဒီရေအိုးဆိုတာတော့ဒီနေ့ခြေစစ်လက်စီလို့ဖို့အတွက်ရေအိုးတွေစပြည့်အိုးမဟုတ်ဘူးဒါကုံသွားတာပါလေဒါဆိုဘယ်အိုးထဲမှာကုံတာလဲစေအိုးမှာကုံတာငါပြီးဘယ်အိုးထဲမှာဟာစပြည့်ရဘယ်အိုးထဲမှာကုံလဲစပြည့်အိုးဘောစဉ်းစားဘာအိုးကုံလဲမသိဘူးစပြည့်ပါဆိုဘယ်ထဲမှာထဲမလဲစပြည့်ထဲနေရလေဒါစပြည့်အိုးလားဘာအိုးလို့ရေအိုးမြင်လို့မှနှလုံးမြင်ကြည့်ဒါစပြည့်အိုးဒါရေအိုးကုံနာပါလေစပြည့်အိုးရေအိုးမဟုတ်နော်စပြည့်အိုးလိုက်ဆိုခိုင်းတော့မှခဏနေအိုးနှလုံးရှိပါသည်စပြည့်အိုးနဲ့ရေအိုးဖြစ်ပါသည်ကုံနာပါအိုးလေစပြည့်အိုးအခုဘာဖြစ်ခိုင်းလဲအဲ့တော့ကုံသွားတဲ့စပြည့်အိုးထဲမှာအကက်အသက်လက်ကျန်နေရှိကောင်းရှိနေတယ်ကုံတယ်လို့ပြောပေမဲ့ဒီထဲမှာအကက်အသက်တော့ရှိမယ်နောက်ဆုံးစပြည့်လို့ပြောရတဲ့အတွက်ဘာမှမရှိတော့အနံ့ရှိတယ်အယောင်ရှိတယ်ကာလာအစင်းရှိတယ်သခင်ယေရှုကကုံသွားတဲ့စပြည့်အိုးထဲမှာဖြည့်ခိုင်းလား
ရေအိုးမှာဖြစ်ခိုင်းလားချစ်တော်ညီကောင်မတို့အဲ့ဒီအဟောင်းထဲမှာလာမရောတော့ဘုရားသင်ရဲ့လက်ကျန်ကြီးနဲ့အလုပ်မလုပ်တော့ဘာလို့ကျွန်တော်လက်ကျန်စင်ပြူလက်ကျန် idea တွေလက်ကျန်ခွန်အားလေးတွေဒီလက်ကျန်လေးနဲ့ပဲငါလုပ်တော့မယ်အာတင်ပြီးတော့အန်ကျိတ်ပြီးတော့လေလက်ကျန်တီးခံခြင်းတွေလက်ကျန်ဖျားကိုချစ်ခြင်းတွေလက်ကျန်ဖျားကိုရှာခြင်းတွေမလုပ်တော့နင်းကုံသွားတဲ့အိုးမထားလိုက်တော့ဒီမှာတခါမှမဖြစ်ဘူးဒီရေအိုးကဒါစပြေအိုးလည်းမဟုတ်ဘူးဒါရေအိုးအဲ့ဒီရေအိုးရဲ့အသုံးပြုမဲ့အရာကစပြေအိုးနဲ့မတူဒါပေမဲ့အဲ့ဒါကိုဖြည့်ပါအဲ့ဒီအိုးကို6အိုးစလုံးကိုရှမ်းမတက်ဖြည့်ပလိုက်တယ်ခတ်သွင်းလို့ပြောတဲ့ခါမှာအဲ့ဒီရေအိုးရဲ့ဓာတ်ရိုက်ပွဲတွေကိုခတ်သွင်းတယ်အရင်တော့ကကုံသွားတဲ့စပြေဟောင်းတဲ့ပိုကောင်းတဲ့စပြေအစ်ကိုရတာဖြစ်တယ်ဟာလေလုယာကုံနာကိုကုံတယ်လို့သင်သိသွားရင်ဘုရားကအစ်ဖြစ်ပေးတယ်အဲ့ဒီအစ်ဖြစ်ပေးခြင်းမှာကျွန်တော်အဟောင်းနေသွားမယုံနဲ့အဟောင်းနေသွားမယုံနဲ့အဲ့ဒါပြဿနာရှိတယ်ကျွန်တော်တို့ကတခါတည်းကျွန်တော်ရဲ့အဟောင်းနဲ့ဘုရားအလုပ်လုပ်ခိုင်းတာကိုရောရဲ့ဒီလုံးမှာတော့ကျွန်တော်လုပ်တာပြီအဲ့လက်ချက်လေးကဖျားတယ်ကောက်ကြည့်ပြစပါအမေဖျားနော်ဖျားမလုပ်ဘူးမလုပ်တော့ကျွန်တော်စိတ်ဆိုးတယ်ဘုရားသခင်ဘာလို့မလုပ် no ဘုရားဒီမှာဖြည့်ခိုင်းနေတယ်အသက်အဲ့ဒီအသက်ဟာ faith ယုံကြည်ခြင်းနဲ့ပဲဖြည့်ရရေအိုးရကုံတာစပြည့်လေသူဖြည့်ခိုင်းတာရေလေးနဲ့တခြားစီပဲဘာမှမဆိုင်တာဖြစ်တဲ့တာလက်ထိတ်သွားတဲ့ကောင်လေးနဲ့နည်းနည်းသွားဝယ်လိုက်လက်ချံအိုးလေးပါရှိမလဲဒါလေးနဲ့ရေနဲ့လက်ချံနဲ့ရေနဲ့ရောရင်နဲ့အထိပ်ပဲရှိတယ် UK ရေကူတာနော်မိဖို့ကြောင့်ကြားတော့မယ်လားဘာချွေးမလဲတော့မသိတော့ရေကူနေဦးမယ်အောက်မှာဒီနေ့လူများတယ်ငါတို့ရေကူလိုက်အေးစဉ်းစားကြည့်စောစောစပြည့်အိုးရမှာများရေသွားထည့်ရင်အယောင်တော့တူမလားခက်ဖြော့လေးပေါ့အေးပြင်းတော့ပေါ့အနက်လေးတော့မဆိုးကွယ်စပြည့်အနက်လေးတော့ပါမယ်ဒါပေမဲ့စပြည့် quality ပြည့်မလားပြည့်စပြည့်အဟောင်းအိုးထဲမှာသွားရောရင်လက်ချံတော့ဖြစ်သွားမယ်ရေလိုဖြူဖြူတော့ဖြစ်ချင်မှဖြစ်မယ်အနီအောင်ပိုင်အောင်တန်းနေတဲ့အရာလေးနဲ့နည်းနည်းစပြည့်ရေလို့ဖျားစုစပြည့်ပေါ့နော်ဒီနေ့မြင်တာတော့ဖြစ်နိုင်တယ်ဒါပေမဲ့အနက်အရာသာ quality ဘာတခုမှမပြည့်စုံချစ်တော်ဒီတိုင်းမှာကျွန်တော်ရဲ့ပြဿနာမှာတခါတည်းကျွန်တော်ရဲ့လက်ချံသီးခံခြင်းမှာဖျားကိုဖြည့်ခိုင်းနေတာအဲ့တော့ဘာနဲ့တူလဲဆိုလက်ချံထဲမှာထပ်ဖြည့်လိုက်တဲ့ခါမှာ quality မမီဘူးဒါပေမဲ့ဖျားကဒီဘက်ကအိုးတစ်ကိုဖြည့်ခိုင်းတယ်overflow ပြည့်ရှံနေအောင်သင်ဖြစ်ပေးလိုက်တယ်ဒါပေမဲ့တေချာဖတ်ကြည့်ဘယ်တော့ဘလို့မဖြစ်ခိုင်းလို့ဖြစ်မယ်လို့ပြောတာဖြစ်လိုက်တယ်ဒါဆိုရင်သူတို့ကအခု6အိုးစလုံးကိုတဲ့ဂျေဇုဘေကျွန်တော်ကနော်ကျမ်းစာလေးကိုလိုက်ဆိုအစေခံတို့အားမိန်တော်မူလင်ထိုသူတို့သည်ရှံမတက်ဖြစ်ကြ၏ဘလို့ဖြစ်တော့ဟဲ့ဒါဆိုရင်ရှံမတက်ဖြစ်တဲ့အတွက်စပြည့်ဘယ်လောက်ရလဲရှံမတက်ရတယ်တဝက်ပဲဖြစ်ရောသုံးအိုးပဲဖြစ်ဘာလာခိုင်းတယ်မှမသိဘူးနာကြီးရဲ့မလုပ်လို့လည်းမဖြစ်ဘူးဖြစ်လိုက်မယ်မဖြစ်ချင်လေတအိုးပဲဖြစ်ဘယ်လောက်ရမလဲအဲ့ဒါပဲကျွန်တော်ရဲ့အသက်တာမှာဘယ်သူဘယ်နှအိုးရသွားလဲဆိုတာဘယ်နှအိုးအဖြစ်ခံတယ်ပေါ်မူတည်တယ်ဘုရားဘာပြောမလဲဖြစ်လို့ပဲအလှည့်ကြပြန်ငါအလှည့်ပါတယ်အင်းမအေးအာရှာပါတယ်အေးပါတယ်အစင်ပြေလို့ဖြစ်လိုက်ကြတော့ဟဲ့အစင်ပြေလို့မဖြစ်နဲ့အစင်ပြေလို့ဖြစ်အစင်ပြေလို့ပဲရမှာတေချာဖြစ်ရတယ်ဘလို့ဖြစ်လဲရှံမတက်လို့သခင်ယေရှုမဖြစ်ခိုင်းဘူးနော် your choice တင်တဲ့ဘောပဲဘယ်လောက်အဖြစ်ခံခြင်းလဲတင်တဲ့ဘောပဲအဲ့တော့သူများ6အိုးကိုပေါ့တိုးပဲဖြစ်ပြီးတော့ဒီတော့ဘာလို့6အိုးရလဲတော့မပြောနဲ့သူအဖြစ်ခံတာ6အိုးအဖြစ်ခံသွားတာသူအစေခံတာ6အိုးအဖြစ်အစေခံသွားတာ3အိုးခွဲနဲ့အလုံးတဝက်နဲ့ရက်သွားတာမဟုတ်ဘူးပြီးရင်ပြီးတော့တဝက်ပဲကောက်ဖြစ်သွားတာမဟုတ်ဘူးအဲ့တော့အဖြစ်ခံတဲ့ပုံမှာသခင်ယေရှုကယေရှုပြုသွားတာဖြစ်တယ်ဒါကြောင့်မို့3တစ်ချက်မှာကျွန်တော်ရဲ့အစာပြုခြင်းမှာအဖြစ်ခံခြင်းနဲ့အစာပြုဖို့တို့ဖြစ်တယ်1ဘုရားစကားနဲ့အစာပြုပါ2ဘုရားသခင်ယဉ်နေပြမယ်ကယ်ခြင်းပြုပါ3ဒီနေ့ဘုရားရဲ့ဖြည့်ပေးခြင်းနဲ့အစာပြုဖို့တို့ဖြစ်ပါတယ်4တစ်ချက်နဲ့နောက်ဆုံးတစ်ချက်ကပ္ပဦးချမ်းပြန်ရောက်သွားပြန်ပြီ
ပြီးမဲ့ထင်နေတာနောက်ဆုံးတစ်ချက်လို့ပြောလို့တော်သေးတယ်ဘောက်ကျန်ခိုင်41အငယ်50 51 52ကျွန်တော်ဖတ်ချင်တယ်အစာခေါင်းပေါသောနှစ်မရောက်မီယောသတ်သည်အောနေမြို့ယေဘရဟိပေါတိဖေရာ၏သမီးအာသနတ်တွင်သားနှစ်ယောက်တို့ကိုပြင်ရ၏သားဦးကမနာရှေအမည်ဖြင့်မဲ့လေ၏အကြောင်းမူကားငါခံရသမျှသောပင်ပန်းခြင်းနှင့်ငါဘိုက်အိမ်သားအပေါင်းတို့ကိုငါကိုမေ့စေခြင်းကဘုရားသခင်ပြုတော်မူဆို၏နောင်ရသောသားကိုကအေဖရင်ပြည်ဖြင့်မှဲ့လေ၏အကြောင်းမူကားဘုရားသခင်သည်ငါစင်းခံရသောပြည်၌ငါကိုပွားများစေပြီဟုဆိုသည်အဲ့တော့ဒီနေ့ယောသတ်ဟာသူ့ရဲ့စာမျက်နှာအသစ်ကိုစပြီးတော့ဖွင့်နေခြင်းဖြစ်တယ်ဘဝမှာနေမြေတက်ကြပေါင်းများစွာကြုံခဲ့ရတယ်မတရားပြောခံရတယ်မတရားရောင်းစားခံရတယ်ကျွန်တော်တို့လူနော်အတင်းပြောခံရရုံတော့မဟုတ်ဘူးအတင်းရောင်းစားခံရတာနော်ဒီနေ့နော်ရောင်းစားခံရတာနော်ဒီနေ့နော်ဘာမှမျောလင်းချက်မရှိတော့ထိုင်းနေတိုက်ရင်သေးနော်အလုတ်လောက်ရတဲ့တဲမှာနော်မတရားဆွဆွဲခံပြီးတော့ထောင်ထဲမှာသွားလောင်ခံရသေးတယ်ပြစ်မှုကြီးနဲ့ကြည့်နော်အများကြီးဖြတ်တန်းခဲ့ရတယ်အဲ့ဒါရဲ့အစကိုပြန်ကြည့်မယ်ဆိုရင်တစိမ့်နေမဟုတ်ဘူးအရင်နေညီကိုတွေပဲရောင်းစားပလိုက်တာတွင်းနဲ့ထဲခဲ့တယ်သူ့ကိုသေပြီးလို့တတ်မှတ်ပလိုက်တယ်မိသားစုစင်းတွေကနေပယ်ဖြတ်ခဲ့တယ်အိုးနာကြီးစရာအတိတ်တွေအများကြီးပဲဒီနေ့ကျွန်တော်ဆိုးလာပါပြီလို့ထင်ရောသက်ဒီကိုတာဆိုးဖြစ်တယ်ကိုထက်ဆိုးတယ်ကျွန်တော်ဒီခန္ဓာမှာရှိတဲ့လူတွေဘဝမှာဖြတ်သန်းရကျန်တဲ့လူရှိကောင်းရှိနေဒါပေမဲ့ရောသက်လောက်တော့မဟုတ်စိုးဆုံးပဲဖြတ်သန်းဒါပေမဲ့အခုစာမျက်နှာအသစ်စဘုရားရဲ့ dream ဘုရားရဲ့အိမ်မက်ဘုရားယူပါယုံနေပြည့်စုံမဲ့အချိန်ရောက်လာပြီဒီနေရာဖြင့်ယောသက်လက်ထက်မှာပါဝါလုတ်ပိုင်ခွင့်နေအများကြီးရောက်လာပြီအဲ့တော့အဲ့ဒီစာမျက်နှာဘာနဲ့စမလဲအရေးကြီးတယ်အဲ့တော့အခုလိုက်ဆိုပေးပါတာဥကိုကမနာရှေမြေဖြင့်မဲ့လေ၏အချောင်းမူကငါခံရသမျှသောပင်ပန်းခြင်းနှင့်ငါဘာဤအိမ်သားအပေါင်းတို့ကိုငါမေ့စေခြင်းကဘုရားသခင်ပြုတော်မူပြီးငါခံခဲ့ရတဲ့အရာတွေကိုတဲ့ဘုရားဘာလို့စေလဲမေ့စေတယ်တဲ့အဲ့ဒီသားကိုမနာရှေအမည်ဖြင့်သူမဲ့တယ်အဲ့တော့သူ့ရဲ့စာမျက်နှာတစ်ကိုဘုရားရဲ့မေ့စေခြင်းနဲ့အစပြုတာဖြစ်တယ်ဒါကတင်စားပြီးရေးထားတာမကဘဲနဲ့ယောသတ်ရဲ့ဘဝအသက်တော်ကြည့်ရင်မြင်သာတယ်အစာခေါင်းမရနှစ်ကိုမရောက်မီမှာကျွယ်ဝတဲ့ပြည့်စုံနှစ်ရှိတယ်ဒါပေမဲ့အဲ့နှစ်မှာယောသတ်ဟာလိုက်ပြီးတော့ဂလဲစားချီနေရင်သူ့ဘဝမပြီးတော့ကြည့်နော်နာကြီးစရာအတိတ်တွေလူတိုင်းမှာရှိတယ်2024မှာရှိမယ်2023မှာရှိမယ်ချစ်တော်ညီကိုမမတို့2025ရဲ့ January လမှာအဲ့ဒီအရာတွေပြန်စဉ်းစားနေလဲကုန်မှာမဟုတ်ကြိုးစားပြီးမိလိုက်တာမဟုတ်ဘူးတဲ့ဘုရားသခင်ငါ့ကိုမေ့စေတယ်ဘာဖြစ်လဲမေ့စေတယ်မေ့စေတယ်ဘုရားသခင်မေ့ပြောက်စေတယ်မေ့ဖို့ဆိုတာမလွယ်ဘူးမလွယ်ဘူးမေ့ဖို့ဆိုတာမလွယ်ဘူးလှုပ်တဲ့သူတွေကတခါတည်းမှာမေ့ပေပဲခံတဲ့လူတွေကမလီအတန်အောင်ပူချေသွားမမေ့တာများဘရောမမေ့ဘူးကိုခံရတဲ့အရာဘယ်တော့မှမမေ့ဘူးလူဟာလေတရင်တော့ထားသေးရကြည့်နော်အဲ့တော့တခုပဲရှိဘုရားသခင်ပေးမြောက်ပါမယ်မေ့မမေ့အိတ်တိုင်ဟာကျွန်တော်တို့မကောင်းပါသွားတယ်အဲ့တော့မနာရှေအရင်မွေးဖို့အတွက်ဖြစ်တယ်ငါကိုတဲ့ဘုရားသခင်ကမေ့စီတယ်ငါဖိုင်အိမ်သားအပေါင်းတို့အဲ့တော့ तू က mix feeling ကွဒီကျမ်းစာဖတ်တဲ့ခါမှာ तू နာကြီးစရာလူတွေရှိလို့ဟိုမှာသူ့ဖေလည်းရှိတယ်ဘေယာမင်လည်းရှိတယ်အဲ့ဒီလူတွေကြောင့် तू လွှမ်းဆွတ်တဲ့အရာရှိကောင်းရှိနိုင်တယ်ခွဲခွာသွားတဲ့အရာတွေရှိမယ်အဲ့တော့ဒီကျမ်းစာဖတ်တဲ့ခါမှာယောသတ်နှလုံးသားထဲမှာဒဏ်ချက်တွေအများကြီးကျွန်တော်မြင်ရတယ်အဲ့တော့ဘဝမှာနာကျင်စရာအတိတ်တွေရှိမယ်စွန့်ပြန်ကြည်နူးပွဲအတိတ်တွေလည်းရှိမယ်
အဲ့တော့အတိတ်ကိုပြန်လဲကြည့်တဲ့အခါမှာပျော်စရာအတိတ်တွေရှိတယ်ဝမ်းနည်းစရာအတိတ်တွေရှိတယ်ကြေကွဲစရာအတိတ်တွေရှိတယ်နော်ဒီနေ့ကြည်နူးစရာအတိတ်တွေရှိတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အခုရှေ့ဆက်မဲ့အသစ်စမဲ့တဲ့မှာအဲ့ဒီအရာတွေကိုမေ့ပစ်ဖို့အတွက်အရေးကြီးတယ်ကျွန်တော်ကနဦးမှာပြောခဲ့လို့တခါတည်းမှာ relationship အဆုံးသတ်သွားတဲ့အခါအဲ့ဒီ relationship တွေမှာစောဒဏ်ရာတွေအများကြီးပဲနာကြည့်စရာလည်းရှိတယ်အမှတ်ရသတိရစရာလည်းရှိတယ်ဒါပေမဲ့ရှေ့ဆက်သွားမဲ့ chapter အတွက်အဲ့ဒီအရာကသွားလို့မရတော့အဲ့တော့မနာရှိဘုရားသခင်ကမွေးစီတယ်မွေးစီတယ်အဲ့တော့ဘဝအလုတ်ကိုင်းအသက်တာအမှုတော်အသင်းတော်အားလုံးမေ့ပြောက်စီတဲ့မနာရှိမွေးဖွားဖို့အတွက်ဖြစ်တယ်မနာရှိမွေးပြီးရဲ့နောက်မှာဘုရားဒီတိုင်းမထားဆက်မွေးတယ်ဘယ်သူမွေးလဲအေဖရင်မွေးတယ်တိုးပွားများပြားခြင်းကိုမွေးစီတယ်ဖြစ်စီတယ်အဲ့တော့အေဖရင်နဲ့မနာရှိဘယ်သူရင်မွေးလဲခွင့်လွှတ်ခြင်းမေ့ပြောက်ခြင်းမွေးပြီးရဲ့နောက်မှာဘာဆက်မွေးလဲတိုးပွားများပြားခြင်းဆိုအေဖရင်မွေးတယ်ဆက်လိုက်လာတယ်သူကဒါကြောင့်မို့2025ထဲမှာနှစ်သစ်ထဲမှာဘဝသစ်ထဲမှာကျွန်တော်တို့မေ့ပြောက်ခြင်းတွေကျွန်တော်မွေးပြီးရဲ့နောက်မှာဘုရားသခင်ကြွယ်ဝတဲ့ကောင်းကြီးမင်္ဂလာတွေဆက်လက်မွေးဖွားလာစေမွေးဖွားလာစေအဲ့တော့ဒီသားနှစ်ယောက်ရဲ့အတိတ်တွေကကောင်းကြီးဖြစ်လာတယ်ကြည့်နော်အေဖရင်နဲ့မနာရှိမနစ်ကလားတနစ်ကလားထာဝရဘုရားတက်တော်မေ့ပြီလေငါတို့မှမရှိရအဲ့နှစ်ကရှော့ရဖြေးသားရှေ့လူတွေကလည်းမသိလို့တဲ့လေနော်ထာဝရဘုရားတက်တော်မှာဗေယမင်ပြီးရောသက်မျိုးနဲ့အေဖရင်မနာရှိနှစ်နေရာရတယ် double blessing ရတယ်ဒီအကြောင်းအဲ့တော့ဖတ်ထားပြီးပြီအဲ့တော့ကျွန်တော်ဘုရားမှာမနာရှိမွေးဖို့အတွက်အရေးကြီးတယ်အဲ့တော့ကျွန်တော်ကအေဖရင်ပဲမွေးခြင်းနေတာ2025အစမှာဘုရားသခင်ကောင်းကြီးမင်္ဂလာနဲ့ကြွယ်ဝသွားဒီမွေးပါခဏနေအောင်မနာရှိရင်မွေးရမယ်မမွေးနိုင်ကျွန်တော်လည်းမမွေးနိုင်ခွင့်လွှတ်ခြင်းဆိုတာအင်မတန်မှခက်ခဲတဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်လည်းဘတော်မှလွယ်လွယ်မပြောဘူးခွင့်လွှတ်လိုက်ဘတော်မှမပြောဘာလို့ तू ခံရတဲ့ဒဏ်ရာ तू ပဲသိတာကြီးဒါပေမဲ့အခုခွင့်လွှတ်ပါလို့ပြောရမို့မေ့ပြောက်စေတာတဲ့ဘုရားသခင်ဟာလေလုယာမေ့ပြောက်စေတဲ့ဘုရားသခင်ဖြစ်တယ်ကျွန်တော်တို့ကိုခွင့်လွှတ်တဲ့ဘုရားကကျွန်တော်တို့ကိုခွင့်လွှတ်နိုင်တဲ့ခွန်အားပေးတာဖြစ်တယ်ကျွန်တော်ရဲ့အပြစ်တွေကိုအရှင်းမြင့်နဲ့ဆိုရင်အနောက်မြင့်နဲ့စွန်းတွေဝေးပြီးတော့မေ့ပြောက်စေတဲ့ဘုရားကကျွန်တော်တို့ကိုလည်းဒဏ်ရာတွေကိုမေ့ပြောက်စေနိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်ဒီနေ့မနက်မှာအချက်၄ချက်ပါပဲဒီအသစ်ကိုနေ့အသစ်ကိုနှစ်သစ်ကိုမနက်မိုးလင်းလာတဲ့နေ့သစ်ဖြစ်စေလအသစ်ဖြစ်စေနှစ်သစ်ဖြစ်စေ new chapter စာမျက်နှာသစ်ကိုကျွန်တော်ဘာနဲ့စမ်းနံပါတ်1ဘုရားသခင်နဲ့နှုတ်ကပတ်တော်နဲ့စပါနံပါတ်2ဘုရားသခင်ယနေ့ပြမယ်ကဲ့တင်ခြင်းနဲ့စပါနံပါတ်3ယနေ့ဘုရားသခင်ဖြစ်ပေးခြင်းနဲ့စပါနံပါတ်4ဘုရားသခင်ရဲ့မေ့ပြောက်စေခြင်းနဲ့စပါအဲ့ဒီ၄မျိုးစလုံးကဘလို့ပဲအဆုံးသက်ခဲ့အင်မတန်မှလှပတဲ့အသစ်ကိုဖြစ်စေခဲ့တာဖြစ်တယ်လွတ်လပ်မဟာအစင်းတရံမရှိတဲ့အေဒင်ဟာဘုရားစကားရောက်တဲ့အခါမှာအေဒင်ဖြစ်လာတယ်ကြည့်နော်အရှိမပင်လေနောက်မှာအဂရုစစ်တဲ့နဲ့တင်ချိုင်းကုန်းပဲမျောကြည့်နေခြင်းကနေလမ်းမဟုတ်တဲ့လမ်းပင်လေနှစ်ချမ်းခွဲပြီးတစ်ခါမှမလျှောက်ဘူးတဲ့လမ်းကနေဖျားတဲ့ထုတ်ဆောင်သွားတယ်တေရှာပြင်ဆင်ထားပြီးကုံဆုံးသွားတယ်ဆိုတော့ကာနာမျိုးကမင်္ဂလာပွဲကဖြည့်ပြီးတဲ့အခါမှာအဟောင်းတဲ့ပိုကောင်းတဲ့အသစ်ကိုရရှိတာဖြစ်တယ်နောက်ဆုံးပိတ်တန်ရာပေါင်းများစွာနာကြီးချက်ပေါင်းများစွာဘဝမှာဖြတ်သန်းခဲ့ရတဲ့ယောသက်မနာရှည်ဆိုတဲ့မိပြောက်ခြင်းကိုဘုရားသခင်မွေးစေတဲ့အခါမှာအေဖရင်ဆိုတဲ့ကောင်းကြီးမင်္ဂလာနဲ့သူ့ရဲ့မျိုးဆက်တာမဟုတ်လာမယ့်မျိုးဆက်ထိကောင်းကြီးမင်္ဂလာခံစားခဲ့တာဖြစ်တယ်အဲ့တော့ချစ်တော်ညီကိုမောင်ယနေ့2025 January လ26ရက်ပဲရှိပါသေးတယ်ဒီနှစ်ကိုအစားပြုဖို့တော့ရှိတယ်ဘယ်လိုဖြစ်ဒီနေ့ကလည်းအခုဆိုနေကင်းတနိုင်ဖြစ်သွားပြီပိုက်တောင်စားပြီနော်ခဏနေကုန်သွားပြီနောက်နေ့သိကလာအောင်ပါပဲဘာပဲဖြစ် day off လေးကုန်တော့မယ်မလေးဘွယ်အောင်နေသွားတယ်နော်ဒီနေ့ပြန်စောက်မှာရက်တစ်ပတ်အသစ်ကစောက်မှာပဲခဏနေနောက်တဲ့နေ့သစ်ကလာအောင်ပါပဲဘာနဲ့စမလဲကျွန်တော်ဒီနေ့မနေ့လေးလာတယ်အချက်လေးချက်ပါပဲဖျားစကားဖျားဖြစ်ပေးခြင်းဖျားရဲ့ကယ်တင်ခြင်းဖျားရဲ့မြပြောက်စေခြင်းဒီ၄မျိုးနဲ့စရင်ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်လွတ်လပ်ဟာအစင်းတရံမရှိတဲ့နေရာတော်မှာအေဒင်ဖြစ်လာတဲ့သင်ဘွားဘာလို့မဖြစ်နိုင်မှာလဲလမ်းမရှိတဲ့လမ်းကိုပင်လယ်နှစ်ချမ်းခွဲပြီးတဲ့ဘုရားကသင်ဘွားတွေဘာလို့လမ်းမဖွင့်ပေးနိုင်မှာလဲတေချာပြင်ဆင်ထားပြီမဲ့ကုံသွားရင်လေဘုရားကဘာလို့ပြန်မဖြစ်ပေးနိုင်မှာလဲ
ဘောမှာဘလောက်ပဲဒဏ်ရာတွေများဘလောက်ပဲနာကျင်စရာရှိဖျားတင်ဘာလို့မမေ့ပြောက်စင်နိုင်မှာလဲသူတော်မှမေ့တယ်ကွာတို့အဖြစ်ကိုဟာလေလုယာကျွန်တော်တို့ဘာလို့အဲ့ဒီမေ့ပြောက်စင်မပေးနိုင်ရမှာလဲဖျားသခင်ကတကူပဲရှင်မမေ့ချင်တော့တမျိုးခွင့်မလို့နဲ့မခွင့်မလို့ချင်တာ feeling ကြိုက်တယ်ချင်တော်တဲ့အရာတွေကြိုက်တယ်မမေ့ချင်ဘူးမှတ်ထားချင်တာအဲ့ဒါယူစဉ်းစားပြီး feel လို့ကောင်းမိုးရွာတော့ဗျာမေ့စေနိုင်တယ်ကွာမေ့တယ်ကွာမေ့တယ်ကိုယ့်ဟာကိုယ်တော့မလွယ်ဘူးဒါပေမဲ့ဘုရားသခင်မေ့ပြောက်စေနိုင်တယ်ဘလို့တရားပဲဖြစ်ပါစေအသေးခွင်းရင်ပျောက်တဲ့စေးရှိတယ်မကော်နီမှာမရှိဘူးဘုရားသခင်စီမှာရှိတယ်အသေးခွင်းပျောက်တဲ့စေးစင်ကူမှာနှလုံးလောက်နော်လိုတယ်အသေးခွင်းပျောက်တဲ့စေးရှိတယ်ဘုရားသခင်မေ့ပြောက်စေနိုင်တယ်ဘလို့တရားမျိုးပဲဖြစ်စေဒါကြောင့်မို့သင်ရဲ့ဘုရားသခင်ကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံတဲ့ဒီ2025နှစ်သစ်လာသစ်နေ့သစ်နေ့အတိုင်းအသစ်တိုင်းမှာထုံမင်္ဂလာနဲ့သွားလာတော့ညီကောင်မဖြစ်စေဖို့အတွက်နှုတ်ဘတော်သည်ရောက်ဆက်တဲ့ကောင်းကြီးဖြစ်ပါစေ